သူကသူ့တိုင်ယာရီထဲမှာတန်းတစ်တောင်းရှာခြင်းနဲ့လို့ဆန္ဒတစ်ခုရေးလိုက်တဲ့အချိန်ကနေစတင်ပါတယ်။အဲ့ဒီလိုရေးလိုက်ပြီးတာနဲ့သူ့ချေရင်းမှာအဲ့ဒီတိုင်ယာရီနဲ့တထင်ရတဲ့တူနေတဲ့မှတ်စုစာအုပ်တအုပ်ကိုသူတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီထဲကစာသားတွေကိုမြင်လိုက်ရတဲ့အခါသူအေးခဲသွားတယ်။အဲ့ဒါကသူ့အဖိုးရဲ့အဟောင်းအမြင့်ပစ္စည်းတွေကြားထဲကနေဒီမှတ်စုစာအုပ်ကိုရှာတွေ့ခဲ့ပြီးသူ့ရဲ့အတွင်းစိတ်ကအတွေးတွေကိုမြင်တွေ့ခဲ့ရတဲ့သူမျိုးဆက်စီကသတင်းစကားတစ်ခုပဲ။စာရေးတဲ့သူကသူ့ကို permission တယောက်လို့ခေါ်ပြီးအခုချိန်မှာဤပညာကပစ္စည်းတွေကိုအတိတ်စီပြန်ပို့နိုင်နေပြီဖြစ်ပေမဲ့အဲ့ဒီမှာဆိုးရွားတဲ့အားနည်းချက်တစ်ခုရှိနေတယ်လို့ရှင်းပြတယ်။သူတို့မိသားစုရဲ့ဆင်းရဲနွမ်းပါးမှုကိုပြောင်းလဲဖို့ဆိုတာကကုန်ကျစရိတ်အများများလုံးနဲ့ဒီမျိုးဆက်ကအဖြေတိုင်ယာရီတစ်ခုဖြစ်တဲ့အနာဂတ်ကမှတ်စုစာအုပ်တအုပ်ကိုပြန်ပို့ပေးဖို့သူ့တက်တာစုဆောင်းထားတဲ့ငွေတွေအကုန်လုံးကိုသုံးပစ်ခဲ့တယ်။ပထမဆုံးမှတ်တမ်းကနောက်3ရက်အကြာမှာမြောက်ပိုင်းမှာပြိပက္ခတစ်ခုဖြစ်ပွားမယ်လို့ဟောကိန်းထုတ်ထားပြီးအဲ့ဒါကအတိအကျကိုဖြစ်လာမှာအဓိကရေနံထုတ်လုပ်တဲ့ဒေသတစ်ခုမှာဈေးနှုန်းတွေက21ရက်အတွင်းဒေါ်လာ30ကနေဒေါ်လာ150အထိတဟုန်ထိုးတက်သွားလိမ့်မယ်။မျိုးဆက်ဖြစ်သူကသူ့ကိုအကျိုးအမြတ်ဘယ်လိုရှာရမလဲဆိုတာတင်ပေးစရာမလိုပါဘူးလို့မှတ်ချက်ချထားပေမဲ့ရှေ့ကိုကြုံမဖက်ပါနဲ့လို့သတိပေးချက်တစ်ခုထည့်ရေးထားတယ်။ဟုတ်ပါတယ်စီးမြင့်တွေရှိပါတယ်။သူကအဖြေကိုသိဖို့အတွက်သူ့ကိုယ်ပိုင်တိုင်ယာရီထဲမှာသူ့မိကုန်းကိုအရင်ရေးရမယ်မဟုတ်ရင်တော့သူကရှေ့ကိုကြော်ဖက်ဖို့ကြိုးစားရင်ကြံနေတဲ့စာမျက်နှာတွေကထာဝရဗလာကျင်းသွားလိမ့်မယ်။သူကနိုင်ငံတကာသတင်းတွေကိုစစ်ကြည့်ဖို့သူ့ဖုန်းကိုထုတ်လိုက်တယ်။ဒါပေမဲ့ကဘာကြီးကလုံးဝကိုငြင်းချမ်းနေပြီးစစ်မီးစစ်ရနည်းနည်းလေးတောင်မရှိဘူးဆိုတာကိုငါတို့မြင်တွေ့ရတယ်။ဒါပေမဲ့လက်ရှိရေနံဈေးနှုန်းကတော့ဒိုင်ယာရီထဲကအတိုင်းဒေါ်လာ30မှာအတိအကျရှိနေတယ်။တကယ်လို့ဟောကိန်းထုတ်ထားတဲ့အတိုင်းဒေါ်လာ150ကိုတကယ်ရောက်သွားရင်အဲ့ဒါက9ဆတောင်တက်သွားတာပဲဖြစ်လိမ့်မယ်။အဲ့ဒါကမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့သူ့လက်ထဲကအစ်စ်အမှန်မှတ်စုစာအုပ်ကြီးကဒါအိမ်မက်မဟုတ်ဘူးလို့သူ့ကိုသတိပေးနေတဲ့ချီကွန်ကဒီထူးဆန်းတဲ့အလှည့်ပြောင်းမှာလောင်းကြီးထပ်ဖို့သူ့ရဲ့တက်တာစုဆောင်းငွေအားလုံးကိုရေနံဖြူချက်ဈေးကွက်ထဲရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေတယ်။ဒါပေမဲ့သတင်းချက်လက်သာမှားနေရင်သူအကုန်လုံးဆုံးရှုံးရလိမ့်မယ်။မဆုံးဖြတ်နိုင်သေးတဲ့အတွက်သူကဒိုင်ယာရီရဲ့တိကျမှုကိုနောက်ထပ်တစ်ချိန်စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။မင်းအမှန်တရားကိုပြောနေတယ်ဆိုတာငါဘယ်လိုသိနိုင်မလဲ။သတင်းတစ်ခုခုနဲ့တက်တည်ပြဆန်းအဲ့ဒီနောက်သူကတက်ပြင်းရှည်ကြီးရှူသွင်းလိုက်တယ်။သူကအဖြေဒိုင်ယာရီရဲ့ဒုတိယစာမျက်နှာကိုလှန်လိုက်တယ်။3နာရီ29မိနစ်မှာဟော့ကိုင်းတိုးဒေတာမှာပြင်းအား9.9ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်မယ်ဆိုတာကိုငါတို့မြင်တွေ့ရတယ်။ဒါကိုဖတ်ပြီးနောက်ချီကွန်ကသူ့ဖုန်းကိုထုတ်လိုက်တယ်။အချိန်က3နာရီတိတိပဲရှိသေးတယ်။သူသတင်းတွေကိုရှာကြည့်ပေမဲ့ဘာငလင်လှုပ်ရှားမှုမှမတွေ့ရဘူး။သူကနာရီဝက်လောက်စိုးရိမ်တကြီးနဲ့စောင့်နေလိုက်တယ်။သူမျက်နှာပြင်ကို refresh လုပ်နေတာကိုငါတို့ကြည့်နေတော့မှပဲငလင်ကိုရဲ့အကောင့်ကနောက်ဆုံးရသတင်းတစ်ခုကိုတင်လိုက်တယ်။3နာရီ29မိနစ်မှာဟော့ကိုင်းတိုးကမ်းလွန်ပင်လယ်ပြင်မှာခံမှန်းထားတဲ့ ordinate တွေအတိအကျနဲ့ပြင်းအား9.9ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ချီကွန်ကအောင်ပွဲခံတဲ့အနေနဲ့သူ့လက်သီးကိုစုပ်လိုက်တယ်။ရေးထားတဲ့အတိုင်းမိနစ်အတိအကျပဲဖြစ်သွားခဲ့တာ။ဒီလိုဟော့ကိန်းမျိုးကမဖြစ်နိုင်ဘူး။ဥပဒေလင်းပြောရရင်လက်ရှိနည်းပညာနဲ့ဆိုရင်အဖြေတိုင်ယာရီကတကယ်ပဲအနာဂတ်ကသူ့ကိုယ်ပိုင်မျိုးဆက်ကပြန်ပို့လိုက်တာလို့ထင်ရတယ်။ပိုအရေးကြီးတာကစာအုပ်ကြောင့်တမိုင်းကပြောင်းလဲမသွားဘူး။အရာအလုံးကသတ်မှတ်ထားတဲ့အတိုင်းဆက်ဖြစ်နေတယ်။ဒါကသူ့အတွက်အကောင်းဆုံးသတင်းပဲ။တကယ်လို့တမိုင်းကမပြောင်းလဲဘူးဆိုရင်တိုင်ယာရီရဲ့ဟောကိန်းတွေကယုံကြည်ရတယ်။နောက်3ရက်နေရင်အစစ်မှန်ခွင့်ရေးစတင်ပြီးသူကဘသူ့ကိုမှပြောဖို့ရည်ရွယ်မထားဘူး။သူကနိုင်ငံတကာဖြူချဈေးကွက်မှာရင်းနှီးမြှုပ်နှံမှုသူ့မိသားစုစီကနေရုတ်တရက်ပတ်စံသွားတောင်းရင်သူတို့ကသူ့လိမ့်လဲခံရပြီလို့တေချာပေါက်ထင်ကြလိမ့်မယ်။သူတို့ကညှင်းဆိုယုံတင်မကဘူးသူ့ရဲ့လက်ရှိပိုင်ဆိုင်မှုတွေဖြစ်တဲ့ကားနဲ့အိမ်ကိုတောင်သူ့လုံခြုံရေးအတွက်ဆိုပြီးပိတ်လောင်ထားဖို့များတယ်။ဒီအခွင့်အရေးကိုလက်လွတ်ခံလိုက်ရရင်ဒိုင်ယာရီရဲ့လက်ဆောင်ကိုအလားအတာဖြစ်သွားစေလိမ့်မယ်။နောက်ထပ်ချမ်းသာဖို့အခွင့်အရေးကဘယ်ချိန်မှပေါ်လာမလဲဆိုတာကိုသူမသိဘူး။ဆုံးဖြတ်ချက်ချပြီးတဲ့နောက်သူကသူ့အိမ်နဲ့ကားကိုချက်ချင်းပေါင်နှံဖို့ဘဏ်ကိုဆက်သွယ်လိုက်တယ်။ဒါပေမဲ့သူစုံစမ်းကြည့်တဲ့ရလဒ်တွေကလုံးဝကိုကျဉ်းနှက်စရာမကောင်းဘူး။သူ့အိမ်နဲ့ကားရဲ့ဈေးကွက်တန်ဖိုးကအကြမ်းဖျင်းအဖြစ်4တန်းခွဲလောက်ရှိပေမဲ့ဘဏ်ကသူ့ရဲ့ပြန်ဆက်နိုင်စွမ်းကိုတန်တရားရှိတဲ့အတွက်3တန်းပဲပေးခြင်းနဲ့ပိုဆိုးတာကစည်ရင်းစစ်ဖို့တစ်ပတ်ကြာလိမ့်မယ်။ချီကွန်အတွက်ကတော့လက်ရှိအချိန်မှာအချိန်ကစည်ရင်းစစ်တာထက်အများကြီးပိုတန်ဖိုးရှိနေတယ်။ချင်းငွေလမ်းကြောင်းကလမ်းပိတ်သွားပုံရတယ်။သူကအရန်ကိုအလင်းလိုနေတဲ့အတွက်သူ့ပိုင်ဆိုင်မှုတွေကိုဈေးလျှော့ပြီးရောင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒီအရင်းနှီးကတင်းငယ်တဲ့မောင်းတန်တစ်ခုတက်တက်ပဲဆိုတာကိုသိနေတဲ့အတွက်အရှုံးပေါ်တာကိုသူကရုမဆိုင်ဘူး။မှန်ကန်တဲ့ထောက်တိုင်နဲ့ဆိုရင်သူကကဘာကြီးကိုရွှေ့ပြီးအံ့ဖွယ်တစ်ခုဖန်တီးဖို့စီစဉ်ထားတယ်။ဝယ်သူတယောက်နဲ့သဘောတူညီချက်ကိုလက်မှတ်ထိုးနေတော့မှပဲသူ့ဖုန်းကရုတ်တရက်မြည်လာတယ်။အဲ့ဒါချင်းစီပဲသူမကဘာလုပ်နေလဲလို့မေးရင်အလိုလိုက်ချင်တဲ့ပုံစံနဲ့ချွဲနှွဲ့ပြီးမေးတယ်။သူကလက်မှတ်ထိုးနေရင်ဖုန်းကိုပခုံးနဲ့ညှက်ထားလိုက်တယ်။အိမ်ရောက်တဲ့စာချုပ်ကိုလက်မှတ်ထိုးနေရင်သူနည်းနည်းအလုံးများနေတယ်လို့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်တယ်။ချင်းစီကတော့သူဘာလုပ်နေလဲဆိုတာကိုတကယ်စိတ်ဝင်စားတာမဟုတ်ပါဘူး။သူမကချွဲနှွဲ့ပြီးမေးလိုက်တယ်။အချစ်ဒီနေ့ကူချီအိတ်တလုံးတွေ့ခဲ့တယ်။အဲ့ဒါက2000ပဲရှိတာ။ငါအဲ့ဒါကိုလိုချင်တယ်။အခု2000သုံးလိုက်တာကနောက်3ပတ်အကြာမှာသူ့အတွက်အကျိုးအမြတ်တန်းနဲ့ချီပြီးဆုံးရှုံးစေနိုင်တယ်။ဒါကြောင့်သူက project တစ်ခုမှာအလုပ်ရှုပ်နေတယ်လို့သူမကိုပြောလိုက်တယ်။လောလောဆယ်သူ့မှာသုံးလို့ရတဲ့ငွေသားသိမရှိဘူးဆိုတာကိုသူရှင်းပြလိုက်တယ်။ပွင့်ပွင့်လင်းလင်းပြောရရင်အခြေအနေကနည်းနည်းကြက်တဲနေတယ်။သူတက်ပြင်းချလိုက်ပြီးလောလောဆယ်သူ့မှာပိုရှန်နေတဲ့ငွေသားမရှိဘူးဆိုတာကိုစိတ်ရှည်လက်ရှည်ရှင်းပြကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကနေအမြတ်ရတဲ့အချိန်ကျရင်ဝယ်ပေးပါမယ်လို့ကတိပေးလိုက်တယ်။ရှင်ကကက်ဆေးနေနေတာပါလို့သူမကအော်ပြောလိုက်တယ်။ချင်းစီကသူ့ကိုရှင်းပြဖို့အခွင့်အရေးမပေးဘဲဒေါသတကြီးနဲ့ဖုန်းချသွားတယ်။သူရှင်းပြဖို့အခွင့်အရေးမရလိုက်ဘူး။သူကောင်းခါလိုက်ပြီးစိတ်မရှိတဲ့ခံစားချက်လေးကိုခံစားလိုက်ရတယ်။တရားမျှတစွာပြောရရင်ချင်းစီကအရန်လာတဲ့အမျိုးသမီးတစ်ယောက်ပါ။တက္ကသိုလ်တုန်းကသူမကိုလိုက်တဲ့သူတွေအများကြီးရှိခဲ့ပေမဲ့ချီကွန်ကသူ့ရဲ့ရုပ်ရည်နဲ့သူ့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုကြောင့်သူမကိုရရှိခဲ့တယ်။သူတို့အတူတူနေလာတာနှစ်ချီနေပြီဖြစ်ပြီးလက်ထပ်ဖို့တောင်စဉ်းစားနေကြတာ။ဒါပေမဲ့ချင်းစီမှာကြီးမားတဲ့အားနည်းချက်တစ်ခုရှိနေတာကိုငါတို့တွေ့ရတယ်။သူမကဇိမ်ခံပစ္စည်းတွေကိုအယမ်းမှန်မောပြီးတခြားသူတွေနဲ့အမြဲတမ်းနှိုင်းယှဉ်နေတက်ကချီကွန်စီကနေဈေးကြီးတဲ့လက်ဆောင်တွေကိုမကြာခဏတောင်းဆိုတတ်တယ်။သူ့မိသားစုရဲ့အထောက်ပံ့တာမရှိရင်သူဘယ်တော့မှလိုက်နိုင်မှာမဟုတ်ဘူး။နောက်ဆုံးစာရွက်စာတမ်းတွေကိုလက်မှတ်ထိုးပြီးတဲ့နောက်သူ့ဖုန်းကသတိပေးတံတစ်ခုထွက်လာတယ်။ငင်သားလေးတန်း
န်းသူ့ကောက်နဲ့ဝင်လာပြီးဆိုတဲ့စာတို့အတည်ပြုချက်ပဲအများကြီးပဲဒါပေမဲ့ဒီအခွင့်အရေးကရှားပါတယ်သူကပို့ပြီးတော့ပြင်ဆင်ထားဖို့လိုတယ်လို့ဆုံးဖြတ်လိုက်တယ်သူကဝန်တုံသူ့ကိုအကျွေးဆက်ဖို့ကြံသေးတာကိုတတိယသွားပြီးပြန်တောင်းဖို့ဆုံးဖြတ်လိုက်တယ်နောက်မှပြန်ချေးပေးလို့ရတာပဲလို့သူတွေးလိုက်တယ်သူကသူ့ရဲ့ငယ်သူရင်ချင်းဝန်တုံကိုဗီဒီယိုကောခေါ်လိုက်တယ်ဝန်တုံရဲ့မျက်နှာကမျက်နှာပြင်ပေါ်မှာပေါ်လာကတော်တော်လေးကိုစိတ်အားထက်သန်နေတဲ့ပုံပေါက်နေတယ်အကိုဝန်ဘာကိစ္စလဲဒီညငါ့ကိုအရက်တိုက်မလို့လားချီကွန်ကပြုံးလိုက်ပြီးသူ့မှာလှုပ်ရှားရရှိလို့နောက်မှပဲသွားကြတာပေါ့လို့ရှင်းပြလိုက်တယ်သူကလူရင်းကိုပဲတန်းသွားလိုက်ပြီးဝန်တုံကိုချေးထားတဲ့ပတ်စံပြန်ဆက်နိုင်မလားလို့မေးလိုက်တယ်ဝန်တုံအေးခဲသွားပြီးသူ့မျက်နှာပေါ်မှာရှင်းလင်းတဲ့မကျေနပ်မှုတွေဖြစ်ပြေးသွားတယ်သူကဘာလို့ပြန်ဆက်ရမှာလဲလို့မေးလိုက်တော့သူ့လေတံကဆူရှာသွားတယ်သူက project တစ်ခုစလုပ်နေလို့အရင်နှီးလို့ရဆိုတာကိုစိတ်ရှိလက်ရှိရှင်းပြလိုက်တယ်မှတ်တမ်းတွေကိုကြည့်လိုက်တော့ဝန်တုံကဒီနှစ်အတွင်းမှာတင်တသိန်းကျော်ချေးထားတာဝန်တုံကတသိန်းတိတိကိုပဲပြန်ဆက်နိုင်ရင်အပိုးကြွေတွေကိုမေးထားပေးမယ်လို့သူကကန့်လန့်လိုက်တယ်တဘာဝကြကြပဲကွန်မင်းကဒီလိုပြောတယ်ပေါ့လေတကယ်ကိုထူးခြားတဲ့အတဆန်မှုအဆင့်ပဲချီကွန်တရားဝင်ဒေဝါလီခံသွားပြီလားလို့ဝန်တုံကမေးလိုက်တဲ့အခါသူ့မျက်နှာပေါ်မှာရွှဲဆောင်နေတဲ့ကျဉ်းနှံ့မှုအရေးအယောင်တစ်ခုဖြစ်ပြေးသွားတယ်ချီကွန်ကမျက်နှာပြင်ကိုစိုက်ကြည့်ရင်းစောင့်နေလိုက်ရုံပဲသူကရန်ပုံငွေရေးတကြီးလိုအပ်နေတယ်လို့ထပ်ပြောပြီးတသိန်းကိုထပ်တောင်းလိုက်တယ်ဒါပေမဲ့ဝန်တုံရဲ့ရက်တီချက်ကပိုပြီးခေါင်းမာလာတယ်သူကသူ့ဘက်ကဂတိကဝတ်ကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်ချက်လုံးဝမရှိဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တယ်ထပ်မတောင်းနဲ့တော့ငါမင်းကိုလုံးဝပြန်မဆက်ဘူးလားပြီးတော့ကျေလောင်တဲ့နှိမ့်တန်တစ်ခုနဲ့အတူဝန်တုံကဖုံးချသွားပြီးချီကွန်ကိုတိတ်ဆိတ်မှုတွေမှာခြံထားခဲ့တယ်သူကအရှက်မရှိတဲ့အပြုတ်မှုကြောင့်လုံးဝကိုအံ့ဩမြင်တက်သွားတယ်ဒီကဘာကြီးမှာအကျွေးယူတဲ့သူကတခင်ဖြစ်လာပြီးငွေချေးတဲ့သူကအစေခံလို့ဆက်ဆံခံနေရပုံပဲဒီအခြေအနေမှာသူကဒေါသတော်မထွက်တော့ပဲအတိတ်ပဲမဲ့မှုတွေကြောင့်အားအသင့်နေုံပဲရှိတော့တယ်သူတို့ရဲ့နှစ်ရှည်လာများတငယ်ချင်းဖြစ်မှုရဲ့စစ်မှန်တဲ့သဘောတဘာဝကိုနောက်ဆုံးတော့သူမြင်တွေ့လိုက်ရတယ်နှစ်ပေါင်းများစွာခင်မင်းရင်းနှီးမှုကရွှန်တသိန်းကိုတောင်မရှင်နိုင်ဘူးဆိုတာကိုငါတို့တွေ့လိုက်ရတယ်ချီကွန်ကဝန်တုံရဲ့အတွေးအမြင်ကိုအလွယ်တကူခံမှန်းနိုင်ပါတယ်တကယ်လို့သူသာဒေဝါလီခံသွားရင်ချီကွန်ရဲ့ပတ်စံနဲ့အလာကားအရက်တောက်ပြီးမိန်းကလေးတွေနောက်လိုက်ရတဲ့နေ့ရက်တွေပြီးဆုံးသွားပြီးဘာမှမကြံတော့တဲ့လူတစ်ယောက်ကထပ်ပြီးချေးပေးနိုင်မှာမဟုတ်ဘူးလေဝန်တုံရဲ့မျက်လုံးထဲမှာချီကွန်ကအသုံးချလို့ရတဲ့တန်ဖိုးအလုံးဆုံးရှုံးသွားပြီးသူပြန်ဆက်ဖို့ပြက်ပြက်တတညင်းဆိုတာနဲ့ပတ်သက်မှုတွေကိုဖျက်တောက်ဖို့ဆန္ဒရှိနေတာကရုတ်တရက်ဆိုသလိုအတိတ်ပဲရှိသွားတယ်ဘာပဲဖြစ်ဖြစ်ဒီလူအဖွဲ့အစည်းမှာလူတစ်ယောက်စီကနေအကျွေးပြန်တောင်းဖို့ဆိုတာအလွန်ခက်ခဲတာကြောင့်နာမည်ကြီးအကျွေးဝေဘက်တွေနဲ့ပြည့်နေနေတာပဲပိုဆိုးတာကပတ်စံကိုတရားဝင်စာချုပ်စာတမ်းမရှိပဲရိုးရှင်းတဲ့ငွေလွှဲမှုတွေနဲ့ပဲပို့ပေးခဲ့တာဒါပေမဲ့ဝန်တုံကချီကိုတကယ်ပဲပတ်စံပြတ်သွားတာမဟုတ်ဘူးဆိုတာကိုမသိဘူးသူကသူ့ရဲ့နောက်ထပ်လှုပ်ရှားမှုအတွက်သုံးလို့ရမယ့်ငွေသားကိုတက်နိုင်သမျှစုဆောင်းဖို့စူးစမ်းနေတာတသက်ပဲကျင်နာမှုကိုကျင်နာမှုနဲ့တုံ့ပြန်တင်ပေမဲ့အမျက်ထုတ်တဲ့သူတွေအတွက်တော့မတူညီတဲ့နီလန်တစ်ခုလိုအပ်တယ်ဆိုတာသူသိတယ်လောလောဆယ်တော့ဝန်တုံစီကအကျွေးကတောင်းလို့မရသေးဘူးချီကွန်ရဲ့လက်ချောင်းကမျက်နှာပြင်ပေါ်မှာပုတ်ဆွဲနေရင်နောက်ထပ်ပုံလေးတစ်ခုပေါ်မှာရက်တန့်သွားတာကိုငါတို့စောင့်ကြည့်နေရတယ်ဒါကလျံထောင်ပဲဝန်တုံလိုပဲသူကလည်းနှစ်ပေါင်းများစွာတငယ်ချင်းဖြစ်ခဲ့တဲ့သူဥပွင့်လင်းလင်းပြောရရင်ဒီအချိန်ဒီမှာတငယ်ချင်းဆိုတဲ့စကားလုံးကသုံးဖို့အရန်အားနာစရာကောင်းနေပြီသူကတသိန်းကြီးမချေးထားပေမဲ့ပြီးခဲ့တဲ့လအနည်းငယ်အတွင်းချီကွန်စီကနေ1000ကျော်လောက်ယူထားသေးတယ်ချီကွန်ကဒီပမာဏအနည်းငယ်ကိုအရင်ဆုံးပြန်တောင်းဖို့ဆုံးဖြတ်လိုက်တယ်ဖုန်းချိတ်ဆက်သွားတာနဲ့တပြိုင်နက်လျံထောင်ကချက်ချင်းကိုစတင်တိုက်ခိုက်တော့တယ်သူကချီကွန်တကယ်ပဲဒေဝါလီခံသွားတာအမှန်လားလို့မေးလိုက်တယ်ချီကွန်မင်တက်သွားတယ်ဒေဝါလီခံတာကဝန်တုံရဲ့ရန်တန်းတွေးဆချက်တသက်ပဲရှိသေးတာဒါပေမဲ့ကောလာဟာလာကရောက်နေပြီမိနစ်အနည်းငယ်အတွင်းမှာတဲ့သတင်းကပြန့်နှံ့သွားပြီတေချာတာပေါ့ဝန်တုံကချီကွန်ရဲ့ကြာရှုံးမှုကိုသူတို့သိတဲ့သူတိုင်းစီလိုက်လံကြေညာဖို့အချိန်ပိုဆင်းပြီးအလုပ်လုပ်နေတာရှင်းနေတာပဲချီကွန်တက်ပြင်းချလိုက်ပြီးဒီအတိတ်ပဲမရှိတဲ့ကောလာဟာလာရဲ့အရင်မြစ်ကဝန်တုံလားလို့မေးလိုက်တယ်သူကစကားဝိုင်းကိုသူ့စီကယူထားတဲ့ရွမ်1000အကြောင်းစီပြန်လှည့်ဖို့ကြိုးစားလိုက်တယ်သူကလျံထောင်ကိုလွန်ခဲ့တဲ့အချိန်ကချီထားတဲ့ပတ်စံပြန်ဆက်နိုင်မလားလို့မေးလိုက်တယ်ဒါပေမဲ့လျံထောင်ကချီကွန်ဒေဝါလီခံသွားပြီမလို့ပြန်ဆက်เสียမလို့တော့ဘူးလို့ဆုံးဖြတ်ထားပုံရတယ်နောက်ထပ်စကားတစ်ခုမှမပြောဘဲလျံထောင်ကဖုန်းချလိုက်တယ်မင်းမှာဘာမှမကြံတော့ဘူးလို့လူတွေထင်တဲ့အခါဘလောက်မြင်မြန်ဆက်ဆန်းကြောခိုင်းသွားကြလဲဆိုတာကိုအေးဆက်ဆက်တတိပေးချက်တစ်ခုပဲချီကွန်ရင်ထဲမှာအကြီးအကျယ်ဒေါသထွက်နေပြီးနောင်ကြရင်ဘယ်တော့မှပတ်စံထပ်မချေတော့ဘူးလို့ကြေဆူလိုက်တယ်ဒီလိုလူတွေကိုကင်တွယ်ဖို့သူ့မှာစွမ်းရည်မရှိသေးဘူးလို့ကိုပြောလိုက်တယ်ရေနံဖြူချအပေးယူပြီးသွားတာနဲ့အတိုးနဲ့တကွပြားမကြံပြန်တောင်းမယ်လို့သူတွေးလိုက်တယ်လောလောဆယ်တော့တခြားသူတွေကိုထပ်ပြီးဖုန်းမခေါ်တော့ဘူးဆုံးဖြတ်လိုက်တယ်ထပ်ပြီးအားထုတ်နေတာကအလားအတာဖြစ်လိမ့်မယ်ဆိုတာသိတဲ့အတွက်အရင်နီးထပ်စုဖို့ကိုလက်လျှော့လိုက်ပြီးရှိတဲ့ပတ်စံနဲ့ပဲရေနံဖြူချထဲမှာစတင်ရင်းနှီးမြုပ်နှံလိုက်တယ်သူရေနံဖြူချဈေးကွက်ထဲဝင်ဖို့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတစ်ခုကိုဖွင့်လိုက်တာငါတို့မြင်တွေ့ရတယ်စစ်ပွဲကမစသေးတဲ့အတွက်နိုင်ငံတကာအခြေအနေကလုံးဝကိုငြင်းချမ်းနေလုံးပဲရေနံစိမ်းဖြူချဈေးနှုန်းကအတော်လေးတည်ငြိမ်နေပြီးတစ်စီကိုဒေါ်လာ30ပတ်ဝန်းကျင်မှာအတက်အကျဖြစ်နေတယ်ဒါပေမဲ့ရေနံကအမေရိကန်ဒေါ်လာနဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ကုန်စည်တစ်ခုဖြစ်တဲ့အတွက်ကြီးမားတဲ့ဈေးကွက်လမ်းကြောင်းမရှိရင်အတက်အကျကအရန်နေပါတယ်သူတက်ပြင်းရှည်ကြီးရှူသွင်းလိုက်ပြီးသူ့မှာရှိတဲ့ငွေသား၄တန်းလုံးကိုထည့်လိုက်တယ်အပ်ကတော်တော်လေးကောင်းမှုပြီးလက်ရှိလဲလှယ်နှုန်းအတိုင်းသူများ1.2%ဝန်ဆောင်ခနဲ့တိုက်ရိုက်ပြောင်းလဲပေးတယ်ဒါကသူ့ရဲ့ပတ်စံကို platform ပေါ်ရောက်သွားစေပြီးသူ့မှာခိုင်မာတဲ့သတင်းချက်လက်အရင်းမြစ်ရှိနေတဲ့အတွက်အလုံးမြင့်မာတဲ့ leverage အဆင့်ကိုအသုံးပြုလိုက်တယ်သူကအစ90 leverage ကိုသုံးဖို့ရွေးချယ်လိုက်တယ်အကောင့်ကဘယ်အချိန်မဆိုအတင်းအကျပ်အဆုံးထွက်ရှင်းလင်းခံရနိုင်တဲ့တကယ်တည်ရရှင်ရေးလောင်းကြီးတစ်ခုပဲဒါပေမဲ့စစ်ပွဲသာစတင်လိုက်ရင်ရေနံစိမ်းဈေးနှုန်းကအပေါ်ကိုတဟုန်ထိုးတက်သွားမှသိကြတယ်ပွင့်ပွင့်လင်းလင်းပြောရရင်အဲ့ဒါကကြောက်စရာကောင်းတဲ့စွမ်းစားမှုတစ်ခုပဲပကတိအတွင်းလူသတင်းချက်လက်ရှိမှသာဒီလိုမြင့်မာတဲ့ leverage ကိုအသုံးပြုတာလေမဟုတ်ရင်တော့တေချာပေါက်ဆုံးရှုံးမှာပဲသူ့မှာအစ90 leverage ရှိနေပေမဲ့ချီကွန်ရဲ့အရင်းနှီးကရေနံစိမ်းလိုကြီးမားတဲ့ကုန်စည်တစ်ခုနဲ့ရှင်ရင်အရန်တင်းငယ်လုံးပါသေးတယ်သူဈေးကွက်ထဲဝင်တဲ့အခါလှိုင်းလေးတစ်ခုတောင်မဖြစ်ပေါ်စေပဲဈေးနှုန်းတွေကတည်ငြိမ်နေတော့ပဲအခုသူလုံနိုင်တာကမနှက်ဖြန်စစ်ပွဲစားမဲ့အချိန်ကိုစောင့်ဖို့ပဲသူက21ရက်အကြာမှာတစီကိုဒေါ်လာ150ဆိုတဲ့အမြင့်ဆုံးအမှတ်ကိုစောင့်နေတာအဲ့ဒါကသူ့ရဲ့အရင်ကို9ဆဖြစ်သွားစေလိမ့်မယ်အစ90 leverage နဲ့ဆိုရင်ချီကွန်ရဲ့၄တန်းဟာတန်း1000ဖြစ်သွားလိမ့်မယ်သူဒါကိုမရေမတွက်နိုင်အောင်တွက်ချက်ခဲ့ဘူးပေမဲ့သူ့ရဲ့ရင်ခုန်တန်းတွေကစိတ်လှုပ်ရှားမှုကြောင့်မြန်နေတော့မယ်အရာအလုံးအစင်သင့်ဖြစ်ပါပြီ21ရက်အကြာမှာတော့ပြန်လည်သိမ်းဆည်းရမယ့်အချိန်ဖြစ်လိမ့်မယ်ချီကွန်ကနောက်နေ့မနက်4နာရီမှာရောက်လာမယ့်စစ်ပွဲကိုစောင့်ရင်း
အနားယူနေလိုက်ပြီးနိုင်ငံတကာသတင်းထုတစ်ခုတက်လာတယ်တနာရီအတွင်းမှာတင်နိုင်ငံတကာရေနံစိမ်းဈေးနှုန်းကတစ်စီကိုဒေါ်လာ30ကနေဒေါ်လာ39အထိတက်သွားခဲ့တယ်အဲ့ဒီ30ရာခိုင်နှုန်းတက်သွားတာကသူ့ရဲ့အစ90 level နဲ့ပေါင်းစပ်လိုက်တဲ့အခါသူ့ရဲ့ယွန်လေးတန်းဟာကြီးမားတဲ့အမြတ်ဆုံးကိုတွေ့မြင်နေရပြီဆိုတဲ့အတိတ်ပဲသူကအမြတ်ဆုံးအနေနဲ့တန်း60ရရှိသွားတာဖြစ်ပြီးအဲ့ဒီကဏ္ဍတွေကိုစိုက်ကြည့်နေရင်သူ့ရဲ့အသက်ရှူတန်တွေမြန်လာတယ်ဒါကတကယ်အစ်စ်မှန်ငွေသားတွေပဲတနာရီအတွင်းမှာတင်သူဒီလောက်များကြီးရှာနိုင်ခဲ့တာတညာရင်းချင်းချမ်းသာသွားတယ်ဆိုတာကဒါကိုဖော်ပြဖို့တော့မလောက်သေးဘူးတကယ်လို့ချီကွန်ကသူ့ရဲ့ future တွေကိုအခုချက်ချင်းရောင်းချလိုက်ရင်တန်း60ကိုချက်ချင်းရရှိသွားမှာဖြစ်တယ်ဒါပေမဲ့ချီကွန်ကအဲ့ဒီလောက်မိုင်းမဲတဲ့သူမဟုတ်ပါဘူးဒီကနဦးတဟုန်ထိုးတက်သွားတာကအောင်ပွဲခံမှုရဲ့အစပြုခြင်းတက်ပဲရှိသေးတယ်ဆိုတာကိုဒိုင်ယာရီရသူသိတယ်လေ21ရက်အကြာမှာရေနံဈေးအမြင့်ဆုံးကိုရောက်တဲ့အခါမှသာအရာအလုံးကိုရောင်းချပြီးငွေသားအဖြစ်ပြောင်းလဲရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုသူနားလည်ထားတယ်တခြားသူတွေမမှန်းဆနိုင်တဲ့အမြင့်ကိုရောက်ရှိစေနိုင်မဲ့မှန်ကန်တဲ့ဒီနေရာမှာရှိနေတဲ့မြင့်တက်လာတဲ့ဒီရေလိုင်းရဲ့အစွန်းမှာသူရက်နေတာကိုငါတို့မြင်တွေ့ရတယ်စစ်ပွဲကပုံမပြင်းထန်လာတာနဲ့အမျှရေနံစိမ်းဈေးနှုန်းကလည်းပရိပခကရက်တက်မဲ့အရေးအယောင်မပြတ်၍စက်တိုင်မြင့်တက်နေတယ်ဈေးနှုန်းတွေက39.6ပြီးတော့40.2နောက်ဆုံးမှာ40.8အထိရောက်ရှိသွားပြီးအထက်ကိုဦးတည်နေတယ်သူ့ရဲ့ရေနံ future တန်ဖိုးကဈေးကွက်နဲ့အတူမြင့်တက်လာပြီးသူ့ရဲ့အလားအလာရှိတဲ့ချမ်းသာကြွယ်ဝမှုကစက္ကန့်တိုင်းမှာတိုးပွားနေတယ်ဒါပေမဲ့အဲ့ဒါကိုစောင့်ကြည့်နေရတာကစွမ်းရည်အရန်ကုန်ဆုံးစေတယ်သူကမျက်နှာပြင်ကိုအမြဲတမ်းစိုက်ကြည့်နေဖို့စွမ်းရည်မရှိတာကြောင့်ဈေးနှုန်းတက်သွားတာကအစွန်းထွက်ရှင်းလင်းခံရမယ့်ချင်းချောက်မှုအလုံးကိုဖယ်ရှားပေးလိုက်ပြီးမလို့ဒိုင်ယာရီကိုပဲယုံကြည်လိုက်တယ်သူကဈေးကွက်ကိုအချိန်နဲ့တပြေးညီစောင့်ကြည့်တာကိုရက်လိုက်ပြီးအခါအားလျော်စွာပဲစစ်ဆေးဖို့ရွေးချယ်လိုက်တဲ့ပုံပွင့်လင်းလင်းပြောရရင်ဒါကပိုပြီးကျန်းမာတဲ့နည်းလမ်းပဲပြင်းထန်တဲ့တင်းမာမှုတွေကြောင့်အချိန်ကအရန်မြန်မြန်ကုန်လွန်သွားတယ်လို့ခံစားရပြီးမကြခင်မှာပဲအင်ရှင်အစ်စ်အတွက်အိမ်ကိုဖယ်ပေးရမယ့်အချိန်ရောက်လာတယ်သူ့ရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးတာနဲ့သူကတစ်တာကြီးကြီးတစ်လုံးကိုဆွဲပြီးသူ့ကောင်မလေးချင်းစီရဲ့အိမ်တကားဝတ်စီကိုတွားခဲ့တယ်သူမိဘတွေစီပြန်ဖို့ကလမ်းမရှိဘူးသူ့အိမ်နဲ့ကားကိုရောင်းလိုက်တယ်ဆိုတာကိုသူတို့ကိုပြောဖို့ရည်ရွယ်ချက်မရှိဘူးလေအဲ့ဒါကသူတို့ကိုမလိုအပ်ပဲစိုးရိမ်ပူပန်စေလိမ့်မယ်ဆိုတာသူသိတယ်ပြီးတော့သူမျိုးဆက်ကပိုးလိုက်တဲ့လှုပ်ဝက်ဆန်းကျဲတဲ့ဒိုင်ယာအကြောင်းကိုလည်းသူလုံးဝပြောလို့မရဘူးသူကချင်းစီစီမှာရက်အနေငယ်လောက်တဲခိုကိုစီစဉ်ထားပေမဲ့တစ်တာလေးကြီးကိုဆွဲပြီးသူမတကားကိုခောက်တဲ့အခါချင်းစီကလုံးဝအံ့ဩပုံမရဘူးအဲ့ဒီအစားသူမရဲ့မျက်နှာမှာဒါမျိုးဖြစ်လာမယ်လို့အတိအကျမျှော်လင့်ထားတဲ့အမူအရာမျိုးပေါ်နေတယ်သူမကသူ့ကိုအထဲပေးဝင်ဖို့ရည်ရွယ်ချက်မရှိတာကိုမြင်တော့သူကတလားလောက်ပဲတဲခိုကိုလိုအပ်ပါတယ်လို့ရှင်းပြပေမဲ့သူမရဲ့မျက်နှာထားကကြိုဆိုတဲ့ပုံလုံးဝမပေါ်ဘူးချင်းစီကတကားဝကိုပိတ်ရထားပြီးမျက်နှာကအေးဆက်နေကမင်းဘာလို့မင်းအိမ်မှာမရှိတာလဲမင်းတကယ်ပဲဒေဝါလီခံသွားပြီလားလို့မေးလိုက်တယ်သူကဒီအခြေအနေကိုလုံးဝအတိတ်ပဲမရှိဘူးလို့ခံစားရတယ်သူကအပေးအယူတစ်ခုအတွက်သူ့ပိုင်ဆိုင်မှုတွေကိုရောင်းလိုက်တာတက်တက်ကိုလူတိုင်းကသူ့ကိုဘာမှမရှိတဲ့စင်းရဲသားတယောက်လိုဆက်ဆံနေကြတယ်ဒါကတေချာပေါက်ဝန်တုံဆိုတဲ့ကောင်ကသူကြဆုံးသွားပြီလို့ကောလာဟာလာတွေဖြတ်နေတာကြောင့်ဖြစ်ရမယ်အခုတော့သူ့ကိုယ်ပိုင်ကောင်မလေးတောင်အဆိုးဆုံးကိုယုံကြည်နေပြီချင်းစီတောင်မှကောလာဟာလာတွေကိုယုံကြည်နေတယ်ချင်းစီရဲ့ရေနံ future တွေကသူ့ကိုတန်း60ကျော်ရရှိစေပြီးပြီဆိုတာကိုသူမှမသိရှာဘူးရိုးရှင်းတဲ့ရှင်းပြချက်တစ်ခုကဒါကိုရှင်းလင်းပေးနိုင်တာကြောင့်ချီကွန်ကပြုံးပြီးဝန်တုံကမင်းကိုငါဒေဝါလီခံသွားပြီလို့ပြောတာလားလို့မေးလိုက်တယ်ဒါက future project တစ်ခုတက်တက်ပါလို့သူရှင်းပြဖို့စူးစမ်းပေမဲ့ချင်းစီကသူ့စကားကိုဖျက်ပစ်လိုက်ပြီးဝန်တုံကအကုန်ပြောပြပြီးပြီမလို့လိမ့်မနေနဲ့တော့လို့ပြောလိုက်တယ်သူမကရောင်းလိုက်တဲ့အိမ်နဲ့ကားအကြောင်းကိုပြောလာပြီးမနေ့ကမင်းပါလို့ငါ့ကိုအဲ့ဒီ2000တန်အိတ်ဝယ်မပေးလဲဆိုတာအခုမှပဲနားလည်တော့တယ်လို့ပြောတယ်မင်းကမင်းရဲ့အကျွေးတွေကိုကူးဆက်ဖို့အတွက်ငါ့ကိုလက်ထပ်ဖို့လိန်ညာဖို့စူးစမ်းနေတာလို့သူမကဆွဆွဲလိုက်တယ်တကယ်ကိုလှပတဲ့အတွေးခေါ်ပဲမဟုတ်ဘူးလားချင်းစီကသူ့ကိုအေးဆက်ဆက်နဲ့လှောင်ပြုံးပြုံးကြည့်လိုက်ပြီးဝန်တုံကသူမကိုကြိုတင်သတိပေးခဲ့လို့အတုံးမကျတဲ့လူတစ်ယောက်နဲ့လက်ထပ်ပြီးဘဝပြတ်မဲ့အရေးကနေတီတီလေးလွတ်မြောက်ခဲ့တာကိုဝမ်းသာနေတယ်သူမကသူတို့ရဲ့ပတ်သက်မှုပြီးဆုံးသွားပြီလို့ကြေညာလိုက်ပြီးသူ့ကိုသူမတကားဝကနေအခုချက်ချင်းထွက်သွားဖို့တောင်းဆိုတာသူတို့အတူတူရှိခဲ့တဲ့နေ့ရက်တွေကိုစကားတခုနဲ့အဆုံးသတ်ပစ်လိုက်တယ်နောက်ထပ်စကားတခုမှမပြောနိုင်ခင်မှာပဲသူမကသူ့မျက်နှာရှိမှတင်တကားကိုဖုံးခနဲ့ပိတ်ပစ်လိုက်ပြီး3နှစ်တိုင်တိုင်ချစ်ခဲ့ရတဲ့အချစ်တွေကဒီလောက်မြင်မြတ်ဆက်ဆံပြောက်ကွယ်သွားနိုင်တာကိုချီကွန်အဲ့ဒီနေရာမှာတင်ရက်ပြီးတွေးတောနေခဲ့ရတယ်အဲ့ဒါကတကယ်ကိုအံ့ဩစရာပါပဲဒေဝါလီခံတယ်ဆိုတဲ့ကောလာဟာလာတစ်ခုလေးနဲ့တင်သူ့ရဲ့အနာဂတ်ဇနီးလောင်းကသူ့ကိုဒုတိယအကြိမ်တွေးမနေပဲစွန့်ပစ်သွားဖို့လုံလောက်နေတာငါတို့မြင်တွေ့ရတာကသူမတယောက်တည်းမဟုတ်ဘူးသူ့ရဲ့တစ္ဆာရှိတဲ့တငယ်ချင်းတွေကလည်းသူ့ကိုကြောခိုင်းသွားကြပြီးတချို့ကကောလာဟာလာကိုအကြောင်းပြချက်အဖြစ်သုံးပြီးသူ့ကိုဆက်ရမယ့်အကျွေးတွေကိုရှောင်လွှဲဖို့အထိလုပ်ကြတယ်တခြားသူတွေကတော့သူ့ဖုန်းနံပါတ်ကိုအယိုးရှင်းဆုံးပဲ block လုပ်ပစ်လိုက်ကြတယ်ရှင်းစကပုံတိုင်းပဲဆင်းရဲတဲ့အချိန်မှာမြို့ထဲမှာတဲမဲ့သူမရှိပေမဲ့ချမ်းသာတဲ့အချိန်မှာတော့ဝေးလံတဲ့တောင်တန်းတွေမှာတော့ဆွေမျိုးတွေရှိတတ်ကြတယ်တဲ့ဘလို့ပုံမှန်အခြေအနေမျိုးမှမဆိုဒီလိုနေရာမှာရှိတဲ့လူတစ်ယောက်ဟာအကြီးကျယ်စိတ်ပြအားငယ်သွားပြီးလူတိုင်းရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့လုံးဝကိုကြာရှုံးသွားတဲ့သူတစ်ယောက်လိုခံစားရလိမ့်မယ်ဒါပေမဲ့ချီကွန်ကတကယ်ပဲဒီဝါလီခံသွားတာမဟုတ်ဘူးလေတကယ်တော့သူကတရက်ထဲတွင်းမှာတင်ဒေါ်လာတန်း60ကျော်ရှာဖွေနိုင်ခဲ့ပြီးအနာဂတ်မှာပို့ပြီးတော့တောင်ရလာအောင်ပါ21ရက်အကြာမှာတော့သူကမယုံနိုင်လောက်အောင်ကြီးမားတဲ့အောင်မြင်မှုကိုပိုင်ဆိုင်ရမှာဖြစ်ပြီးသူ့ကောင်းရဲ့ screenshot တပုံနဲ့တဲ့အရာအလုံးကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာသူသိတယ်တကယ်လို့သူသားချင်းစီကိုအဲ့ဒီကဏ္ဍတွေကိုပြလိုက်ရင်သူမရဲ့ပြင်းထန်တဲ့ဒေါသတွေကလေထဲကိုချက်ချင်းပျောက်ကွယ်သွားပြီးပို့ပြီးတာရတဲ့အရာတစ်ခုနဲ့အစားထိုးခံရမှာသိကြတယ်သူမကကဘာပေါ်မှာအနားလေဆုံးဇနီးလောင်းပြန်ဖြစ်လာဖို့များပါတယ်အဲ့ဒါကသူမရဲ့အချစ်အကြောင်းတည်တည်တမျှအကုန်လုံးကိုမင်းကိုပြောပြနေတာပဲသူမရဲ့စစ်မှန်တဲ့သဘောတဘာဝကိုမြင်တွေ့လိုက်ရပြီးနောက်ချီကွန်ကဒီကိစ္စတစ်ခုလုံးကိုကြေကွဲစရာထက်အတိတ်ပဲမဲ့တာတစ်ခုလိုခံစားရပြီးကိုရှင်းပြခြင်းနဲ့စိတ်ဆန္ဒလုံးဝပျောက်ကွယ်သွားတယ်သူကသူမကိုသူဆင်းရဲနေပြီလို့ပဲဆက်ပြီးယုံကြည်နေပါစေလို့ဆုံးဖြတ်လိုက်တယ်ဘာပဲဖြစ်ဖြစ်ဒါကလူတစ်ယောက်ရဲ့လူမှုအတိုင်းဝိုင်းကိုစစ်ထုတ်ဖို့အလွန်ထိရောက်တဲ့နည်းလမ်းတစ်ခုပဲလေတကယ်တော့ပတ်စံတွေရှင်းပြီးတာနဲ့သူတို့အတွက်ဗီလာအင်ဂျီတစ်လုံးဝယ်ဖို့သူစီစဉ်ထားခဲ့တာဒါပေမဲ့အဲ့ဒီအစားသူကအ
ကြမ်းပတမ်းအနာထုတ်ခံလိုက်ရတယ်အခုသူ့ရဲ့အကောင်းဆုံးတငယ်ချင်းဝန်တုံကချီကွန်သွားပြီလို့သတင်းတွေဖြန့်နေတာကြောင့်သူ့မှာတကယ်ပဲသွားစရာနေရာမရှိတော့ဘူးသူတက်စီငါတော့မလို့လုံနေတော့မှပဲသူ့ဖုန်းကစမိလာတယ်မျက်နှာပြင်ပေါ်ကနာမည်ကိုမြင်လိုက်ရတဲ့အခါသူကအံ့ဩသွားပြီးအေးခဲသွားတယ်အဲ့ဒါကတက္ကသိုလ်၄နှစ်တက်ခဲ့တုန်းကအတန်းဖော်လင်းချင်းမှာသူမကအမြဲတမ်းအေးဆေးဆေးနေတတ်တဲ့ပုံစံမျိုးဖြစ်ပြီးအနက်ရောက်မျက်မှန်ကိုင်းထူထူနောက်မှာပုံကွယ်နေတက်ကအဲ့ဒီတုန်းကသူတို့စကားပြောခဲ့ပါတယ်သူစဝေးစဝါဖြစ်နေတာကိုငါတို့မြင်တွေ့နိုင်ပါတယ်ဘာလို့သူမကအခုသူ့ကိုဖုန်းဆက်ရတာလဲဒါပေမဲ့သူကဖုန်းကိုကိုင်လိုက်ပြီးနားကိုကပ်လိုက်တယ်ချက်ချင်းဆိုသလိုပဲလင်းချင်းရဲ့အတန်ကထွက်ပေါ်လာပြီးသူဘယ်မှာလဲအဆင်ပြေရဲ့လားလို့မေးရင်းအရန်ကိုစိုးရိမ်နေတဲ့အတန်ပေါက်နေတယ်သူမရဲ့စိုးရိမ်ပူပန်မှုကိုဖုန်းကွယ်ထားလို့မရနိုင်ပါဘူးသူကစဝေးစဝါဖြစ်နေပေမဲ့ချီကွန်ကသူ့ချင်းစီရဲ့တိုက်ခန်းအဆောက်အအုံမှာရှိနေပြီးအဆင်ပြေပါတယ်လို့ရိုးရိုးသားသားပဲပြောလိုက်တယ်ဘာပဲဖြစ်ဖြစ်ကြောင်းပြီးကလေးကသူတို့အဆက်အသွယ်လုံးဝမရှိသလောက်ပါပဲပွင့်ပွင့်လင်းလင်းပြောရရင်သူ့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးသူမကရုတ်တရက်စိတ်ဝင်စားလာတာကသူ့ကိုလုံးဝအံ့အားသင့်သွားစေတယ်သူတတိမထားမိတာကသူအဲ့ဒီမှာရက်နေတုန်းချင်းစီကသူမရဲ့ပဒင်းပေါက်ကနေသူ့ကိုကြည့်နေခဲ့ပြီးခီးဆောင်တက်တာကိုတည်သွားတဲ့သူ့ရဲ့ကြောပြင်ကိုဓာတ်ပုံရိုက်ထားခဲ့တာပါပဲသူမကအဲ့ဒီဓာတ်ပုံကိုတင်လိုက်ပြီးသူ့ကိုအခုအိုးမဲ့အိမ်မဲ့နဲ့ဒေဝါလီခံနေရတဲ့လူလေးတယောက်လိုခေါင်းစဉ်တက်ကသူမကိုလက်ထပ်ဖို့လှည့်စားခဲ့တယ်လို့ဆွဆွဲထားတယ်သူမကသူ့စီပြောင်းမသွားခဲ့တာကိုဝမ်းသာတယ်လို့ရေးထားပြီးသူမကိုသူမတီလာရှင်တယောက်လိုပုံဖော်ကတီတီလေးလွတ်မြောက်လာတယ်လို့ဆိုထားတယ်ဒါကသူမကိုဈေးကြီးတဲ့လက်ဆောင်တွေဝယ်ပေးမှပဲအချစ်တွေပေးလို့ရှိတာကိုစဉ်းစားကြည့်ရင်တော်တော်လေးကိုရွှဲဆောင်နေတာပဲအခုတော့သူမကတားကောင်ဖြစ်ဟန်ဆောင်ဖို့အသေးအတန်ဖြစ်နေတယ်သူမကတက်တီတွေအကုန်မွေးပြီးသူ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သူမကြားတယ်လို့သူ့ကိုပြောလိုက်တယ်သူမကသူ့ကိုနေစရာနေရာတစ်ခုကမ်းလှမ်းပြီးတကယ်လို့သူနေစရာမရှိရင်အိမ်ငါးခွဲနေဖို့အကြံပြုလိုက်တယ်ဒါကသူမရဲ့ခွန်အားတွေအကုန်လုံးကိုယူသုံးလိုက်ရတဲ့အဆိုပြုချက်တစ်ခုပါပဲသူမကဖုန်းကိုသူမရဲ့ရင်ဘတ်မှာတင်းကျပ်စွာဖတ်ထားလိုက်ပြီးဖုန်းလိုင်းထဲကနေသူမရဲ့ရင်ခုန်တန်ကိုသူကြားသွားမလားဆိုပြီးကြောက်လန့်တကြားနဲ့ပြန်ခွာလိုက်တယ်ချီကွန်ကအံ့အားသင့်သွားတယ်သူကအဖြစ်အပျက်တွေကိုအမြန်ဆက်ဆက်ကြည့်လိုက်တယ်လင်းချင်းကကောလာဟာလာတွေကိုမြင်ပြီးချင်းစီကသူ့ကိုနှင်ထုတ်လိုက်တယ်ဆိုတာကိုသိသွားတာဖြစ်ရမယ်သူ့မှာနေစရာနေရာမရှိတော့ဘူးလို့ဒါမှမဟုတ်ပိုဆိုးတာကသူတခုခုမိုက်မဲလုံးမိသွားမလားဆိုပြီးသူမကတေချာပေါက်စိုးရိမ်နေတာမျက်မှန်တက်ထားတဲ့အေးဆေးဆေးကောင်မလေးစီကဒီလိုကျင်နာမှုကိုသူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးသူနှကန်းထောက်မှာအပြုံးလေးတစ်ခုပေါ်လာတယ်တကယ်တော့သူကဒေဝါလီခံနေရတာမဟုတ်ပါဘူးပြီးတော့မျှော်လင့်ချက်မဲ့နေတယ်လို့လည်းတေချာပေါက်မခံစားရပါဘူးသူ့ရင်ဘတ်ထဲမှာရုတ်တရက်နှွေးထွေးမှုတွေရှန်တက်လာတာကိုသူခံစားလိုက်ရတယ်လောလောဆယ်သူ့မှာနေစရာနေရာမရှိသေးတာမို့ရက်အနေငယ်လောက်အနှောက်အယှက်ပေးပါရစေလို့လင်းချင်းကိုပြောရင်သူကအဲ့ဒီအချိန်မှာပဲလက်ခံဖို့ဆုံးဖြတ်လိုက်တယ်သူ့ရဲ့ပွင့်လင်းတဲ့အဖြေကိုကြားရတဲ့အခါလင်းချင်းကထိတ်လန့်သွားလို့ပဲဖြစ်ဖြစ်ဝမ်းသာသွားလို့ပဲဖြစ်ဖြစ်တူတူလေးအာမေတိတ်တန်တစ်ချက်ထွက်လာတယ်ခွဲခြားသိဖို့တော့ခက်ပါတယ်မကြခင်မှာပဲချီကွန်ကတက္ကစီတစ်စီးငှားပြီးချီလုံ International စီကိုတန်တန်မတ်မတ်သွားလိုက်တယ်ချီလုံ International ကရုံမျိုးရဲ့အချက်ချကြတဲ့နေရာမှာတည်ရှိပြီးထိတ်တန်းကျောင်းတွေနဲ့ပတ်ဝန်းကျင်တွေရှိတယ်ဆိုတာကိုငါတို့မှတ်သားထားသင့်ပါတယ်တဘာဝကြပဲအဲ့ဒါကမြေတလက်မတိုင်းကိုရွှေနဲ့အလေးချိန်ချိန်နိုင်လောက်အောင်တန်ဖိုးရှိတဲ့နေရာတစ်ခုပါအဲ့ဒါကသူအခုလေးတင်ရောက်လိုက်တဲ့အိမ်ထက်အများကြီးပိုပြီးဈေးကြီးတယ်ရုပ်ရှင်နဲ့လင်းချင်းကဒီလိုအဆင့်မြင့်အဆောက်အအုံမှာနေမယ်လို့သူဘယ်တော့မှမထင်ထားခဲ့ဘူးတက်စီကဂိတ်ပေါက်ကိုရောက်တဲ့အခါချက်ချင်းတားခံလိုက်ရတယ်သုံးမွေးကုတ်အင်ဂျီနဲ့အဖြူရောင်လက်အိတ်ဝတ်ဆင်ထားတဲ့လုံခြုံရေးအဆောက်တစ်ယောက်ကရှေ့ထွက်လာပြီးကြစ်ကြစ်လစ်လစ်အလေးပြုကလေ့ကျင့်ထားတဲ့ professional ဆန်သူ့ကိုနှုတ်ဆက်လိုက်တယ်မင်္ဂလာပါဆရာကဒီကနေထိုင်သူမဟုတ်တဲ့ပုံပဲကျွန်တော်ဘယ်လိုကူညီပေးရမလဲခင်ဗျာသူကတငယ်ချင်းတယောက်စီအလဲလာတာဖြစ်ပြီးခဏလောက်နေမယ်လို့ချီကွန်ကရှင်းပြလိုက်တယ်သူကလိပ်စာကိုပေးလိုက်တယ်အဆောက်အုံစီအခန်း3အခန်းနံပါတ်2100တပြီးတော့နောက်ဆုံးနာမည်ကလင်းလုံခြုံရေးအဆောင်ကခေါင်းညိတ်လိုက်ပြီးဧည့်သည်လာတာကိုအတီးပြုဖို့အင်တာကွန်ကိုတုံးလိုက်တယ်ဖုန်းထဲကနေစကားပြောရင်းအဆောင်ကသူမကိုပြောတယ်မင်းလင်းအောက်ဆင်းလာစရာမလိုပါဘူးကျွန်တော်တို့ဝန်ထမ်းတွေကခင်ဗျားရဲ့တငယ်ချင်းကိုတကားဝအထိလုံခြုံစွာရောက်အောင်ပို့ပေးပါလိမ့်မယ်အဲ့ဒီနောက်လုံခြုံရေးအဆောင်ကချီကွန်ဘက်ကိုပြန်လှည့်လာတယ်သူကကြီးမားတဲ့ခီးဆောင်တက်တာကြီးကိုယူပြီးV6 တက်လျက်စစ်ကားလေးပေါ်ကိုတင်လိုက်တယ်လျက်စစ်ကားလေးစတင်ရွေးကြားသွားတာနဲ့တပြိုင်နက်ဒီမှာနေထိုင်ဖို့ဆိုတာလူအများစုလက်မမီနိုင်တဲ့အရာဆိုတာကိုသူသဘောပေါက်လိုက်တယ်အဲ့ဒါကလင်းချင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ဆက်စုချင်းစိတ်ကိုတေချာပေါက်နှိုးဆွပေးလိုက်တယ်မကြခင်မှာပဲလုံခြုံရေးအဆောင်ရဲ့လိုက်ပါပို့ဆောင်မှုနဲ့အတူသူကသူမရဲ့တကားဝကိုရောက်လာတယ်သူနှစ်ချက်လောက်ခောက်ရုံပဲရှိသေးတယ်တကားကပွင့်လာတယ်လင်းချင်းကတကားအနောက်မှာစောင့်နေခဲ့ပြီးချီကွန်ရဲ့နာမည်ကိုခေါ်လိုက်တာရှင်းနေပါတယ်သူမကသူ့ကိုအထဲကိုကြိုးဆိုလိုက်တယ်ဒါပေမဲ့တကားနောက်ကကောင်မလေးကိုမြင်တဲ့အခါသူကမယုံနိုင်စွာနဲ့အေးခဲသွားတယ်ဒါတကယ်ပဲအရင်ကကောင်မလေးလားတွေ့ရတဲ့မျက်နှာပေါက်နဲ့ကြောက်စိမ့်လိုဖြူဝင်းတဲ့အသားရည်ရှိနေတယ်သူမရဲ့မျက်နှာတွင်ပြင်တွေကလုံးဝကိုတက်ရက်လက်ပနေပြီးကနဝင်အလှတရားတစ်ခုရဲ့ပြည့်ဖြစ်ပြီးနူးညံ့တဲ့အရှိန်အဝါကိုထုတ်လွှတ်နေတယ်အဲ့ဒီနူးညံ့မှုကဘောင်းမပါတဲ့မျက်မှန်လေးတစ်လက်နဲ့လိုက်ဖက်နေပြီးလိမ္မာပါမယ်ကခင်မိတဲ့မိမငယ်လေးတစ်ယောက်ရဲ့အငွေးသက်ကိုတေချာပေါက်ပေးစွမ်းနေတယ်သူကအခမ်းမဝင်လာဘူးဆိုတာကိုချီကွန်အတီးပြုပြီးတဲ့နောက်သူကမကြည့်ပဲမနေနိုင်တော့ဘူးလင်းချင်းရဲ့ပါးပြင်တွေကညီရဲသွားပြီးသူမကတိုးညင်းရှက်ရွံ့တဲ့အတန်လေးနဲ့စကားပြောတယ်သူမကသူ့ကိုအထဲဝင်ဖို့ဖိတ်ခေါ်လိုက်ပြီးသူကအထဲကိုဝင်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါလင်းချင်းရဲ့အိမ်ကစတိုင်ကြတဲ့အိတ်ခမ်းနှခမ်းမှာလော့တိုက်ခန်းတစ်ခုဖြစ်နေမှန်းသူသိလိုက်ရတယ်အရန်ကိုမြင်မာတဲ့မျက်နှာချက်နဲ့ခမ်းနားတဲ့တလင်းကြောင့်မီးဆိုင်ကြီးပါတဲ့အိတ်ခမ်းတစ်ခမ်းကိုငါတို့တွေ့ရတယ်တက်ရက်တဲ့အပြင်စင်တွေကနေရာတစ်ခုလုံးကိုခင်မိတဲ့စိန်ခံအငွေးသက်တစ်ခုပေးစွမ်းနေတယ်။အရာမကျမ်းပြင်ကနေမျက်နှာချက်အထိရှည်တဲ့မှန်ပြတဲ့ပေါက်ကြီးကနေဗန္ဒာရေးခရိုင်ရဲ့အသက်ရှူမလောက်တဲ့ရှူကင်းကိုမြင်တွေ့ရတယ်။ပင်မဧရိယာရဲ့တစ်ဖက်တစ်ချက်စီမှာအိတ်ခမ်းနှခမ်းရှိတယ်။အတွင်းဘက်မှာပျော့ပြောင်းတဲ့ပန်းရောင်လေးတွေကောင်းမလေးဆန်တဲ့ဆွဲဆောင်မှုအငွေးသက်လေးတွေကိုမြင်တွေ့နိုင်တယ်။နေရာတစ်ခုလုံးကအထက်တန်းကျပြီးပွင့်ပွင့်လင်းလင်းပြောရရင်အရန်ကိုဈေးကြီးတယ်။ချီကွန်ကတကယ်ကိုအံ့အားသင့်သွားတယ်။ဘလို့အိမ်ရှင်မျိုးကဒီလောက်လောက်အောင်ပြင်ဆင်ထားတဲ့နေရာမျိုးကိုငှားရမ်းမှလဲ။သူကလင်းချင်းဘက်ကိုလှည့်ပြီးသူမကိုယ်တိုင်ငှားထားတာလားလို့မေးလိုက်တယ်။လင်းချင်းကသူ့မိကုန်းကိုဓာတ်ရိုက်မဖြေဘူး။အဲ့ဒီအစားသူမကအိမ်လက်ခ
အတွက်စိတ်မပူဖို့နဲ့ကိုယ်အိမ်လိုသဘောထားဖို့ပြောလိုက်တယ်။အဲ့ဒီနောက်သူမကသူပိုက်စာနေပြီလားလို့မေးလိုက်တယ်။သူမကသူ့အတွက်ချက်ပြုတ်ပေးဖို့ကမ်းလှမ်းလိုက်တယ်။သူမကတိုက်ခန်းအကြောင်းကိုပြောချင်ပုံမရတဲ့အတွက်သူထပ်ပြီးအတင်းမမေးတော့ဘူး။ဘာပဲဖြစ်ဖြစ်သူကယာယီဧည့်သည်တယောက်တက်ပဲလေ။သူဒီမှာတဲနေတော့သူမကိုချက်ပြုတ်ခိုင်းတာကအရန်ဒုက္ခပေးရကြလို့နဲ့လို့သူကပြောလိုက်တယ်။အဲ့ဒါမကောင်းပါဘူးလို့သူကပြောတယ်။ငါပဲမင်းအတွက်ချက်ပေးပါရစေ။လင်းချင်းကတန်တရားဝင်နေပြီးသူတကယ်ချက်တက်ရဲ့လားလို့မေးလိုက်တယ်။ချီကွန်ကလက်ဆေးလိုက်ပြီးဟန်ဆောင်ကုန်ယူနေတဲ့မျက်နှာထားနဲ့ပြန်ဖြေလိုက်တယ်။သူ့ရဲ့လျှို့ဝှက်လက်ရဖြစ်တဲ့ခရမ်းချင်တီနဲ့ကြက်ဥကြော်ကိုသူမကိုပြမယ်လို့သူကနောက်ပြောင်လိုက်တယ်။မကြခင်မှာပဲမိဖို့ကြောင့်ထဲမှာသူအလုရှုံနေတာကိုငါတို့တွေ့ရတယ်။အရက်6ပေကြော်မြင့်တဲ့သူ့ခါမှာစီးထားတဲ့ခါစီကသူ့အတွက်နည်းနည်းသေးနေပုံရတယ်။တကယ်တော့နည်းနည်းလေးအမဝင်ဖြစ်နေတာ။သူ့ရဲ့ရှည်လျားတဲ့လက်မောင်းတွေကကျွမ်းကျင်စွာလှုပ်ရှားနေတယ်။သူအလုလုပ်နေတော့သူ့ကြွသားတွေကအနှဲငယ်လှုပ်ခတ်နေတယ်။ကျေပြန့်တဲ့ပခုံးတွေနဲ့တေးတွေ့တဲ့ခါနဲ့အတူသူကတိတ်ဆိတ်ပြီးခွန်အားကြီးမားတဲ့ကြက်တွေတစ်ခုကိုပိုင်ဆိုင်ထားတယ်။သူမရဲ့မေးစေ့ကိုလက်နဲ့ထောက်ပြီးသူ့ကိုကြည့်နေရင်လင်းချင်းကသူကအရင်လိုပဲအရန်ချောနေတော့ပဲလို့တီတိုးရည်ယူလိုက်တယ်။ချီကွန်ကသူမပြောတာကိုတေချာမကြားလိုက်ဘူး။သူကပြန်မေးဖို့လှည့်ကြည့်လိုက်ပေမဲ့လင်းချင်းကခေါင်းကိုအမြန်ခါပြလိုက်တယ်။ဘာမှမဟုတ်ပါဘူး။ဘာမှမဟုတ်ပါဘူး။ချက်တာကိုပဲအာယုံဆိုင်ပါတတိထားဦးလို့သူမကသူ့ကိုပြောလိုက်တယ်။တက္ကသိုလ်တုန်းကသူကဘတ်စကတ်ဘောအသင်းရဲ့ကျဲပွင့်တစ်ယောက်ဖြစ်ခဲ့တယ်။သူ့ရဲ့တည်တက်တဲ့ကစားဟန်ချုံမောတဲ့ရုပ်ရည်နဲ့အမှတ်ကောင်းတွေကြောင့်သူကတဘာဝကြကြပဲအားလုံးရဲ့အာယုံဆိုင်ရာဗဟိုချက်ဖြစ်ခဲ့တယ်။အဲ့ဒီတုန်းကလင်းချင်းရဲ့မျက်နှာကထူထဲတဲ့စပယ်အုပ်အုပ်တွေနဲ့မျက်မှန်ထူထူကြီးနောက်မှာပုံကွယ်နေခဲ့တာ။သူမကိုဘယ်သူမှမမြင်နိုင်တဲ့လောက်ပါပဲ။သူမကသူ့ကိုမျက်နှိုးခဲ့ပေမဲ့စကားတခုပြောဖို့တောင်တတိမရှိခဲ့ဘူး။သူနဲ့ချင်းစီတို့ချစ်သူတွေဖြစ်ကြောင်းကြေညာလိုက်တဲ့အခါလင်းချင်းကဆူရှာတဲ့အသေးကွဲဝေဒနာကိုခံစားခဲ့ရတယ်။ဒါပေမဲ့ရင်ထဲမှာတော့သူ့အတွက်အကောင်းဆုံးဖြစ်ဖို့သူမတိတ်တဆိတ်ဆူတောင်းပေးခဲ့တယ်။အဲ့ဒါကဒီနေ့အထိပါပဲ။လင်းချင်းကဆိုရှယ်မီဒီယာပေါ်မှာချင်းစီမျှဝေထားတဲ့ post ကိုမြင်လိုက်ရတဲ့အခါဒေါသတွေနဲ့အတူထူးဆန်းတဲ့ပျော်ရွှင်မှုလှိုင်းလုံးတစ်ခုကိုရုတ်တရက်ခံစားလိုက်ရတယ်။ရှုပ်ထွေးတဲ့ခံစားချက်တွေကသူမရဲ့နှလုံးသားထဲကိုစီးဝင်လာတဲ့သူမရဲ့အိုင်ဒေါနှင့်ထုတ်ခံရတာကိုမခံမရနိုင်ဖြစ်မှုနဲ့တူလူပြိုပြန်ဖြစ်သွားပြီဆိုတဲ့လှုပ်ဝက်တဲ့အဖြစ်ရှိတယ်လို့ခံစားရတဲ့ပျော်ရွှင်မှုတို့ရောနှောနေတယ်။နှစ်ပေါင်းများစွာစူးစောင်းလာခဲ့တဲ့တတိတွေအကုန်လုံးကိုစူးစီးပြီးလင်းချင်းကအဲ့ဒီဖုန်းကိုခေါ်ခဲ့တာဖြစ်ပြီးအခုလိုမဖြစ်နိုင်တဲ့အတူနေထိုင်မှုနဲ့ကြက်ဥကျော်တပန်းကန်စီကိုရောက်လာခဲ့တာပါပဲ။သူမအတွက်တော့ကြက်ဥတွေကတော့ချုံမြိတ်နေတယ်။ချီကွန်ကကြည့်နေတော့သူမတုံဆိုင်နေတာကိုသတိထားမိလိုက်တယ်။သူကငွေကြေးအရာပျက်စီးသွားပြီဆိုတဲ့ယုံကြည်ချက်ကသူမကိုဝင်ပြီးစေတာရှင်းနေပါတယ်။သူမအမြင်မှာတော့သူကသူ့အိမ်နဲ့ကားကိုဆုံးရှုံးပြီးနောက်အောက်ဆုံးအခြေအနေကိုရောက်နေပြီလေ။သူမကသူ့ကိုအသေးအတန်နှစ်သိပ်ပေးခြင်းပေမဲ့သူ့ရဲ့ယောက်ျားမာနာကိုထိခိုက်မိမှာကိုကြောက်နေတယ်။ချီကွန်ကသူမရဲ့ရှုပ်ထွေးနေတဲ့မျက်နှာအမူအရာကိုသတိထားမိပြီးအပြုံးလေးတစ်ခုနဲ့အတူပတ်စံမရှိတာကဘာပြတ်တာမဟုတ်ဘူးလို့သူမကသူ့ကိုပြောချင်နေတာလားလို့မေးလိုက်တယ်။သူကစကားဆက်လိုက်တဲ့အတွက်လင်းချင်းကခေါင်းညှိလိုက်ပြီးသူတေဝါလီခံရပြီလို့ဆိုထားတဲ့ social media ပေါ်က post အတော်များများကိုမြင်ခဲ့ရကြောင်းဝန်ခံလိုက်တယ်။သူကြဆုံးသွားပြီဆိုတဲ့ကောလာဟလတွေကမြင်မြန်ဆန်ဆန်ပဲပြန့်နှံ့သွားပြီးအရာအလုံးဆုံးရှုံးသွားတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကိုဖန်တီးနေပုံရတယ်။သူမကပိုပြီးတောင်ရှေ့တိုးသွားကတကယ်လို့သူအစကနေပြန်ဆချင်နေဆိုရင်သူ့အတွက်တနအူးအရင်းကြီးကိုရှာပေးဖို့နည်းလမ်းတစ်ခုရှာမယ်လို့ကတိပေးလိုက်တယ်။သူမရဲ့ရိုးသားမှုကတကယ်ကိုထိမိစရာပါပဲ။ကဘာကြီးရဲ့အမြင်မှာတော့ချီကွန်ဟာအကုန်လုံးအခွာခံလိုက်ရတဲ့အရှုံးသမားတစ်ယောက်ထက်မပိုဘူးဆိုတာကိုငါတို့မြင်တွေ့ရတယ်။အဲ့ဒါတွေအားလုံးကလက်ကွက်တစ်ခုဆိုတာကိုလင်းချင်းလုံးဝမသိဘူး။ဒါတောင်မှသူ့မှာဘာမှမရှိတော့ဘူးလို့ယုံကြည်နေရတဲ့သူမကသူ့ကိုကာကွယ်ပေးဖို့အားပေးကူညီဖို့နဲ့သူပြန်လဲထချော့နိုင်အောင်သူမရဲ့ကိုယ်ပိုင်စုဆောင်းငွေတွေကိုတောင်ကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။ခက်ခွာနေဖို့မစောင့်နိုင်တော့တဲ့ချင်းစီနဲ့ရှင်းလိုက်ရင်လင်းချင်းကတန့်စင်တဲ့သူလိုစင်တယောက်လိုပါပဲ။အမျိုးသမီးနှစ်ယောက်ကြားကကွာခြားချက်ကတကယ်ကိုနေနဲ့ညလိုကွာခြားတယ်။ရှုပ်ထွေးတဲ့အပြုံးတစ်ခုနဲ့တူသူမကဘာလို့သူ့ကိုဒီလောက်တောင်ယုံကြည်ရတာလဲလို့သူမေးလိုက်တယ်။သူမကမတုံဆိုင်မဲ့သူကသူတို့ထဲမှာအမြဲတမ်းအတော်ဆုံးဖြစ်ခဲ့တယ်ဆိုတာကိုတတိပေးလိုက်တယ်။ဘာပဲဖြစ်ခဲ့အဲ့ဒါကမတော်တဆမှုတစ်ခုသာဖြစ်ရမယ်လို့သူမကပြောပြီးသူ့ရဲ့အရေးချင်းနဲ့ဆိုရင်သူအစကနေပြန်ဆလိုက်ရင်အောင်မြင်မှုကတေချာပေါက်ရလာမှာပဲလို့ဆိုတယ်။ဒီလိုဂရုစိုက်ခံရတာကအရန်ကိုကောင်းမွန်ပေမဲ့အဲ့ဒါတွေအားလုံးကနားလည်မှုလွဲတာပေါ့အခြေခံနေတဲ့အတွက်အမှန်တရားကိုပြောပြဖို့အချိန်တန်ပြီလို့သူဆုံးဖြတ်လိုက်တယ်။သူကတကယ်ဒေဝါလီခံနေရတာမဟုတ်ဘူးလို့ရှင်းပြလိုက်တယ်။သူကဖျူးချဈေးကွက်မှာကစားဖို့တီးတန့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချခဲ့တာဒီထုတ်ဖော်ပြောဆိုမှုကလင်းချင်းကိုအံ့အားသင့်သွားစေတယ်။ဖျူးချဈေးကွက်မှာလောင်းကစားလုပ်ဖို့တက်တဲ့သူကအိမ်နဲ့ကားကိုရောင်းခဲ့တာလေလား။သူအတိအကျဘာကိုအယောင်းဝယ်လုပ်နေတာလဲလို့သူမကမေးလိုက်တယ်။သူကရေနံဖျူးချကိုလောင်းချထက်နေတာဖြစ်ပြီးမြောက်ပိုင်းကစစ်ပွဲကနေအမြန်ထုတ်ဖို့ရည်ရွယ်ထားတယ်လို့သူမကိုအေးအေးဆေးဆေးပဲပြောလိုက်တယ်။လင်းချင်းကသူ့ကိုတစ်စက္ကန့်လေးတောင်တန်တရားမဝင်ဘူး။ချီကွန်လိုစွမ်းဆောင်ရည်ရှိတဲ့လူတစ်ယောက်ကဒီလောက်တောင်အကြီးအကျယ်ကြာရှုံးစရာအကြောင်းမရှိဘူးဆိုတာကိုသဘောပေါက်သွားပြီးသူမကတက်တာရသွားတဲ့တက်ပြင်းရှည်ကြီးချလိုက်တယ်။ပွင့်ပွင့်လင်းလင်းပြောရရင်သူမသိတင်တယ်။အဲ့ဒီနောက်သူမကပတ်စံမရှိလို့သူ့ကိုတနာနေမိတာကိုသတိရသွားပြီးသူမရဲ့မျက်နှာကရှက်လွန်းလို့တောက်ပတဲ့အနီရောင်ပြောင်းသွားတာကိုခံစားလိုက်ရတယ်။တကယ်တော့နည်းနည်းလေးအနေရခတ်သွားတယ်။ချီကွန်ကသူမကိုအရှက်ရမှုကနေကယ်တင်ဖို့ချက်ချင်းဝင်ပြောလိုက်တယ်။ဒါပေမဲ့သူကပတ်စံမရှိတာမဟုတ်ပေမဲ့သူ့ကောင်းပုံမှာမိုးလုံလေးလုံးမိုးအကာမရှိသေးဘူးလို့သူမကိုသတိပေးလိုက်တယ်။အိမ်ကိုရောင်းလိုက်ပြီဆိုတော့ကျွန်တော်မှတကယ်ပဲနေစရာမရှိတော့ဘူး။ခင်ဗျားကျွန်တော်ကိုနှင်မထုတ်ပါဘူးနော်။လင်းချင်းကကောင်းခါလိုက်တော့သူမရဲ့စပင်ချီထားတဲ့အမီးလေးကလှပတဲ့အမီးလေးတစ်ခုလိုရိမ့်ခါသွားတယ်။ဒါပေါ်မနေထုတ်ပါဘူး။ရှင်ကြိုက်တဲ့လောက်ဒီမှာနေလို့ရပါတယ်လို့သူမကပြောလိုက်တယ်။ညစာစားပြီးတဲ့နောက်မှာတော့သူကသူ့ရဲ့အခြေခံရေချိုးခန်းသုံးပစ္စည်းတွေယူလာဖို့မေ့သွားတယ်ဆိုတာကိုသဘောပေါက်သွားတယ်။အသစ်တစုံဝယ်ဖို့သူအပြင်ထွက်ဖို့ပြင်လိုက်ပေမဲ့လင်းချင်းကသူ့ကိုတားလိုက်တယ်။သူမကိုယ်တိုင်သွားဝယ်ပေးမယ်လို့အတင်းပြောပြီးပတ်ဝန်းကျင်ကအစ်ရောက်လာတဲ့သူတွေအတွက်အရန်ရှုပ်ထွေးတယ်လို့အကြောင်းပြတယ်။အပြန်ကြရင်ရှင်လမ်းပြောက်သွားလိမ့်မယ်လို့သူမကသတိပေးပြီးသူ့ကိုအိမ်မှာပဲနေပြီးအနားယူဖို့ပြောလိုက်တယ်။သူစကားတခုမှတော့မပြောလိုက်ရခင်မှာပဲသူမကထွက်သွားနေပြီ။တယောက်တည်းကြံခဲ့တဲ့အချိန်မှာသူကရေနံဖြူချတွေကို
ကိုစစ်ကြည့်ဖို့သူ့ဖုန်းကိုထုတ်လိုက်တယ်။နိုင်အနေငယ်အတွင်းမှာတင်ဈေးကွက်ကတိတိတတ်တာပြောင်းလဲသွားခဲ့ပြီးဈေးနှုန်းကတစ်စီကိုဒေါ်လာ46ထိတက်သွားပြီးအကျိုးဆက်အနေနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကလူအများစုအိမ်မက်တာမတ်နိုင်တဲ့အဆင့်တစ်ခုကိုရောက်ရှိသွားတယ်။သူ့အကောင့်ကဒီနေ့မနက်တန်း60ကနေတန်း316ထိတဟုန်ထိုးတက်သွားတယ်။ဒီလိုချမ်းသာကြွယ်ဝမှုဖန်တီးတဲ့အမြန်နှုန်းကပုံပွင့်လင်းလင်းပြောရရင်ကြောက်စရာကောင်းတယ်။နိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေဒါမှမဟုတ်နိုင်ငံတကာလုပ်ငန်းစုကြီးတွေကလွှဲရင်သူ့ရဲ့လက်ရှိဝင်ငွေအမြန်နှုန်းကိုရှင်းနိုင်မဲ့သူနေပါပါတယ်။သူကိုယ်တိုင်တော့အဲ့ဒါကနည်းနည်းအိမ်မက်ဆန်တယ်လို့ခံစားနေရတယ်။အနာဂတ်ကဒိုင်ယာရီတွေကစာမျက်နှာတစ်မျက်နှာတွေကဒီလောက်ကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကိုပေးစွမ်းနိုင်တယ်လို့စဉ်းစားကြည့်ရင်ပေါ့အဲ့ဒါကသူ့ရဲ့ဒိုင်ယာရီနှစ်အုပ်လုံးကိုလုံခြုံအောင်ထားဖို့အရင်ကထပ်ပို့ပြီးဆုံးဖြတ်ချက်ခိုင်မာသွားစေတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းကဗီဒီယိုကောဝင်လာလို့တုံခါသွားတယ်။ခဏလောက်တုံဆိုင်ပြီးတဲ့နောက်သူကအဲ့ဒါကိုကင်ဖို့ဆုံးဖြတ်လိုက်တယ်။နားထင်မှာစပင်ဖြူနေပြီးတင်းမာတဲ့မျက်နှာထားနဲ့လူလက်ပိုင်းရွယ်အမျိုးသားတစ်ယောက်မျက်နှာပြင်ပေါ်မှာပေါ်လာတယ်။အဲ့ဒါကချက်ချင်းယိုသေးလေးစားမှုကိုဖြစ်ပေါ်စေတဲ့မျက်နှာတစ်ခုပဲ။ငယ်ငယ်ကလေးကသူ့အဖေချီဝမ်လီဟာအရန်ကိုလေးနက်တဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။သူကဘယ်တော့မှနာမည်ပြောင်းလို့မသုံးပဲသူ့သားကိုချီကွမ်ဆိုတဲ့အမည်အပြည့်စုံနဲ့ပဲအမြဲခေါ်လေးရှိတယ်။ဒါပေမဲ့ဝမ်လီရဲ့မျက်နှာကအမြဲတမ်းလိုတင်းမာနေပေမဲ့သူ့မျက်လုံးတွေထဲမှာဖုံးကွယ်ထားတဲ့စိုးရိမ်ပူပန်မှုအရေးအယောင်တစ်ခုကိုတော့အထင်ရှားတွေ့နေရတယ်။စီးပွားရေးမှာကြာရှုံးတာကကဘာပြတ်တာမဟုတ်ဘူးလို့သူကချီကွမ်ကိုပြောပြီးမိုက်မဲတဲ့အလုပ်တွေမလုပ်ဖို့တိုက်တွန်းလိုက်တယ်။ဒေဝါလီခံတယ်ဆိုတဲ့ကောလာဟာလတွေကသူ့မိဘတွေစီရောက်သွားတာရှင်းနေပါတယ်။မှတ်သားစရာကောင်းတာကသူ့အဖေရဲ့ပထမဆုံးတုံ့ပြန်မှုကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချခဲ့တဲ့အတွက်သူ့ကိုစူပူဖို့မဟုတ်တာပါပဲ။အဲ့ဒီအစားသူကအကူအညီပေးဖို့ဆက်သွယ်လာတာပါ။ဒါကမိသားစုရဲ့အတန်းစင်ဆုံးပုံစံပါပဲ။အပြစ်တင်တာမရှိဘူး၊ဆွဆွဲတာမရှိဘူး၊စစ်မှန်တဲ့စိုးရိမ်ပူပန်မှုသာရှိတယ်။အဲ့ဒါကသူမကြာခဏမမြင်တွေ့ရတဲ့သူ့ဖေရဲ့အချမ်းတစ်ခုပဲ။အကြီးအကျယ်စိတ်လှုပ်ရှားသွားပြီးချီကွန်ကဒေဝါလီခံရတဲ့ကိစ္စကပြီးသွားပြီလို့သူ့ကိုအာမခံလိုက်တယ်။သူကအိမ်နဲ့ကားကိုတကယ်ပဲရောင်းခဲ့တယ်ဆိုတာဝန်ခံလိုက်တယ်။ဒါပေမဲ့အကြောင်းပြချက်တစ်ခုကြောင့်ပါ။ project အသစ်တစ်ခုအတွက်အရင်ရေးတကြီးလိုအပ်လို့ပိုင်ဆိုင်မှုတွေကိုရောင်းခဲ့တာလို့ချီကွန်ကရှင်းပြနေတာကိုငါတို့တွေ့ရတယ်။ဈေးကွက်ဆက်ဝန်းပြီးဆုံးသွားရင်အရာအလုံးကိုရှင်းပြပါမယ်လို့ကတိပေးလိုက်တယ်။သူ့ရဲ့အရင်လေးတန်းကအစာပေါင်းများစွာတိုးပွားနေပြီဖြစ်ပေမဲ့လောလောဆယ်ဖုန်းထဲကနေ future ဈေးကွက်အကြောင်းမပြောဖို့သူဆုံးဖြတ်လိုက်တယ်။စကလုံးပလာတွေကသူတို့ကိုမလိုအပ်ဘဲစိုးရိမ်ပူပန်စေုံသာရှိမှမို့အေးဆက်ပြီးခိုင်မာတဲ့ငွေသားတွေသူ့လက်ထဲရောက်လာတဲ့အထိစောင့်ပြီးမှသူ့မိဘတွေကိုရှင်းပြဖို့သူ့ကိုသဘောကျတယ်။သူ့သားကတက်ကြွပြီးတည်ငြိမ်နေတာကိုမြင်တော့ချီဝမ်လီကနောက်ဆုံးမှာတက်တာရသွားပြီးဖုန်းကိုသူ့မိမစီကမ်းပေးလိုက်တယ်။သူ့မိကသူဘေးကင်းနေဆိုတာကိုကြားတော့အရန်ကိုဝမ်းသာသွားပြီးသူမဘယ်တော့မှသဘောမကျခဲ့တဲ့ချင်းစီနဲ့နောက်ဆုံးတော့လမ်းခွဲလိုက်ပြီဆိုတာကိုကြားရတဲ့အခါပို့ပြီးတော့ဝမ်းသာသွားသေးတယ်။သူမကသူ့အတွက်ကိုကောင်းတဲ့သူတမပြီးကလေးမွေးဖို့ကောင်းတဲ့သူတယောက်ကိုရှာပေးဖို့ချက်ချင်းကမ်းလှမ်းလိုက်တယ်။သူ့အမေကျိုးရွံမှာသူမရဲ့အချစ်ကိုပြသတဲ့ဓာတ်ရိုက်ကြလုံးနဲ့နီလက်တစ်ခုတေချာပေါက်ရှိပါတယ်။ပုံပွင့်လင်းလင်းပြောရရင်သူမရဲ့စစ်ထုံမှုမရှိတဲ့စကားတွေကတခါတလေကင်တွေရခက်ခဲလွန်းလို့သူ့အနောက်ကဇင်ကန်အပြင်စင်တွေစီသူမရဲ့အကြည့်တွေရောက်သွားတဲ့အခါသူကမဲ့ပြုံးလေးတစ်ခုနဲ့ပဲနေနိုင်တော့တယ်။သူမကသူဘယ်မှာတဲနေတာလဲလို့ဆက်စုချင်းစိတ်နဲ့မေးတဲ့အခါအိမ်ကိုရောက်လိုက်ပြီဖြစ်လို့လောလောဆယ်တငယ်ချင်းတယောက်နဲ့အိမ်ငါခွဲနေတာလို့သူကရှင်းပြလိုက်တယ်။အဲ့ဒါကရိုးရှင်းတဲ့အစီအစဉ်လေးတစ်ခုပါတော့မဟုတ်အဲ့ဒီလိုပဲသူကပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲလင်းချင်းကသူ့ရဲ့ရေချိုးခန်းသုံးပစ္စည်းတွေနဲ့ပြန်ရောက်လာတယ်။ဖုန်းလိုင်းရဲ့တစ်ဖက်မှာတော့ကျိုးရွံရဲ့မျက်လုံးတွေကချက်ချင်းလင်းလက်သွားပြီးချီကွန်ကအခုလောလောဆယ်အိမ်ပြန်လာဖို့ဒုက္ခခံစရာမလိုဘူးလို့သူမကရုတ်တရက်ဆုံးဖြတ်လိုက်တယ်။သူတို့ကိုအနှောက်အယှက်မဖြစ်စေဘူးသူမကဖုန်းကိုချက်ချင်းချလိုက်တယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းအစ်စ်ကဘယ်လောက်တောင်ကိုလုံးကိုပေါက်လာလဲဆိုတာနဲ့ပတ်သက်ပြီးမှတ်ချက်အနေငယ်တီးလို့မပြောခင်လေးတင်ပဲ။အနေရခက်တဲ့ရေမောမှုနဲ့တူကြံခဲ့ပြီးနောက်ဖုန်းခေါ်ဆိုမှုကသူ့အမေလားလို့မျက်နှာနီးရဲစွာနဲ့ရှက်ရွံ့စွာမေးလာတဲ့လင်းချင်းကိုသူ့လှည့်ကြည့်လိုက်တယ်။သူမကဒီဝါလီခံရတယ်ဆိုတဲ့ကောလာဟာလတွေအတွက်စိုးရိမ်ရုံတက်ပါလို့ရှင်းပြရင်သူအတီးပြုတ်လိုက်တယ်။လင်းချင်းကတော့ဇဝေဇဝါအမူအရာနဲ့ဈေးဝယ်အိတ်တွေကိုလိမ္မာပါမယ်စွာကမ်းပေးလိုက်တယ်။ကလေးမွေးတာနဲ့ပတ်သက်တဲ့မှတ်ချက်ကဘာအတိတ်ပဲလဲလို့သူမကမေးလိုက်တော့သူကလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ချင်းဆိုတဲ့ပူပြီးအပြစ်ကင်းတဲ့အတိတ်ပဲတစ်ခုကိုအမြန်တီထွင်လိုက်ရတယ်။သူကသူမကိုအများကြီးမတွေးဖို့ပြောလိုက်ပြီးခဏကြာမှတော့လင်းချင်းကရေချိုးခန်းထဲကထွက်လာကသူမရဲ့စပင်းတွေကိုတုပ်ရင်အခုသူ့အလက်ရောက်ပြီလို့ပြောလိုက်တယ်။ရေချိုးပြီးခါစားသူမရဲ့အသားရည်ကကျန်းမာရေးနဲ့နှုတ်ပြမှုကိုထုတ်လုပ်ပေးနေတဲ့နူးညံ့တဲ့စင်စွယ်ရောင်အလင်းတန်းလေးရှိနေတယ်။သူမရဲ့အပြစ်ကင်းပြီးလိမ္မာတဲ့ကောင်မလေးမျက်နှာနဲ့သူမရဲ့ရိုးရှင်းတဲ့ညအိတ်ဝတ်စုံအောင်မှာပုံကွယ်နေတဲ့အံ့ဩစရာကောင်းလောက်အောင်ရဲရဲနဲ့ကောက်ကြောင်းတွေကြားမှာကြီးမားတဲ့ကွာခြားချက်တစ်ခုရှိနေတယ်။သူမကခေါင်းစာခြေစုံရိုးရှင်းတဲ့ခြေသားနဲ့ဖုံးအုပ်ထားပြီးမြဲသူမရဲ့အထင်ကြီးလောက်စရာခန္ဓာကိုယ်ကအဝတ်စားကိုအရန်ကျက်နေပြီးကိုလုံးပေါ်နေတယ်လို့ဖြစ်နေစေတယ်။သူ့အထဲကိုအမြန်ဝင်သွားပြီးတကားကိုပိတ်လိုက်တယ်။ပြန့်လွင့်နေတဲ့ရေနွေးငွေတွေနဲ့သူမရဲ့တင်းပြန့်တဲ့ရနံ့တွေကြားမှာရေအေးနဲ့ရေချိုးတာကသူတိတိကျကျလိုအပ်နေတဲ့အရာပဲလို့သူဆုံးဖြတ်လိုက်တယ်။ခဏအကြာမှာတော့သူတို့နှစ်ယောက်လုံးသူတို့ရဲ့သက်ဆိုင်ရာအခန်းတွေစီအနားယူဖို့သွားကြတယ်။အဲခန်းကအတုံးမပြူတာကြပြီးဖြစ်ပေမဲ့အဆက်ပြောက်မရှိအောင်တန့်ရှင်းနေတယ်။ကရင်ပေါ်မှာလဲနေရင်သူ့ဖုန်းကိုစစ်ကြည့်လိုက်တော့ဖတ်မရသေးတဲ့ message တစ်စောင်ငွေရွှမ်း2000လွှဲပြောင်းထားတာကိုတွေ့လိုက်ရတယ်။သူတေဝါလီခံရတယ်ဆိုတဲ့ကောလာဟာလတွေကသူမစီရောက်သွားပုံရတယ်။ဒါကဝန်တုံလိုပဲငယ်တငယ်ချင်းတယောက်ဖြစ်တဲ့ဟူကျူးစီကပါ။ဒါပေမဲ့သူတို့ကြီးပြင်းလာတာနဲ့အမျှသူမကအဖွဲနဲ့တဘာဝကြအနှဲငယ်ဝေးကွာသွားခဲ့တယ်။သူငွေကိုလက်မခံပဲမိကုန်းတင်ဂီတာတစ်ခုတည်းနဲ့ရိုးရိုးလေးပဲပြန်ပို့လိုက်တယ်။ချက်ချင်းဆိုသလိုပဲတစ်ဖက်လူကလည်းသူမရဲ့မိကုန်းတင်ဂီတာတစ်ခုနဲ့ပြန်ပို့လိုက်တယ်။ဒီချစ်တဲ့အပြန်လန်စောင့်ကြည့်မှုခဏလုပ်ပြီးနောက်ဟူကျူးကအရင်စကားပြောလာတယ်။သူမမှာပတ်စံအများကြီးမရှိပေမဲ့သူ့ကိုထောက်ပံ့ပေးရမယ်လို့သူမကပြောတယ်။သူကသူမကိုအထင်မသေးတင်ဘူးလို့သူမကအတင်းပြောတယ်။2000ကသူမမှာရှိသမျှအကုန်ပဲ။ဝန်တုံစီကနေဒေဝါလီခံရတယ်ဆိုတဲ့ကောလာဟာလတွေသူမကြားခဲ့တာလားလို့ချီကွန်ကမေးလိုက်တယ်။သူဒေဝါလီမခံရဘူးလို့သူကသူမကိုအာမခံလိုက်တယ်။သူကရန်ပုံငွေအမြန်လိုအပ်လို့ရန်ပုံငွေရအောင်အိမ်ကိုရောင်းလိုက်တာဖြစ်ပြီးဘသူကမှအကျွေးတပြားမှမတင်ဘူး။သူပတ်စံလိုနေရင်ယူထားလိုက်ပြီးနောက်မှပြန်ဆက်လို့ရပါတယ်လို့သူမကပြန်ပို့တယ်။သူငင်းရင်သူ့ကိုထာဝရဖြစ်ဖြစ်မယ်လို့နောက်ပြောင်ပြီးချင်းချောက်လိုက်သေးတယ်။သူမရဲ့ဇွဲကိုမြင်တော့သူမကသူ့ရဲ့ရှင်းပြချက်ကိုတလုံးမှမယုံဘူးဆိုတာကို
ကိုသူသဘောပေါက်လိုက်တယ်။ဟူကျူးကသူ့ကိုအဲ့ဒီရွာ2000ပို့ပေးဖို့အတင်းအကျပ်လုပ်နေလုံးပဲ။သူဘယ်တော့မှပြန်မဆက်နိုင်တော့ဘူးဆိုတဲ့ဖြစ်နိုင်ခြေအတွက်သူမရှင်းရှင်းလင်းလင်းပြင်ဆင်ထားပြီးသား။ဘန်မှာအလုပ်လုပ်ပြီးမဲ့သူမရဲ့လစာကတင်းတင်းယုံညတာဖြစ်ပြီးသူမရဲ့ဝန်တော့ဝန်ပိုးတွေကလေးလံလာပါတယ်။ပြုစုဆောင်ရှောက်ရမယ့်နာမကျန်းဖြစ်နေတဲ့မိခင်တယောက်နဲ့အတူအဲ့ဒီရွာ2000ကသူမခက်ခက်ခဲခဲရှာဖွေစုဆောင်းထားတဲ့ငွေတိုင်းကိုကိုစားပြုနေပုံများပါတယ်။ဒါတောင်မှသူမကပေးခဲ့တာပဲ။ဒီလိုကိုကျိုးစွန်းတဲ့လုပ်ရက်ကသူ့ကိုတဘာဝကြကြပဲစိတ်လှုပ်ရှားစေခဲ့ပြီးကဘာပေါ်မှာစစ်မှန်တဲ့ကျဉ်းမှုတွေရှိနေသေးတယ်ဆိုတာကိုတက်တည်ပြလိုက်တာပါပဲ။ဟူကျူးကအရန်ကိုအတင်းကျပ်လုပ်နေတာမို့သူကလက်ခံရန်ကိုနှိပ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။တိုးညင်းတဲ့အတန်လေးတစ်ခုနဲ့အတူရွာ2000ကသူ့ရဲ့ digital ပတ်စံအိတ်ထဲကိုလုံခြုံစွာရောက်သွားတယ်။အကျွေးပြန်ဆက်ဖို့ညှင်းဆန်ရုံသာမကအန္တရာယ်ရှိတဲ့ကောလာဟလတွေကိုပါဖြန့်တဲ့ဝန်တုံလို့လူမျိုးနဲ့ရှင်ရင်ဟူကျူးရဲ့လုပ်ရက်ကအရန်ကိုတန်ဖိုးရှိလာပါတယ်။ကျဉ်းမှုကိုကျဉ်းမှုနဲ့ပြန်လဲတုတ်ပြန်ဖို့နဲ့မကောင်းဆိုးဝါးကိုတရားမျှတမှုနဲ့ရင်ဆိုင်ဖို့ကိုသူယုံကြည်တယ်။ဝန်တုံနဲ့လျံထောင်တို့ကသူအောက်ရောက်နေတော့ဘလို့ထပ်နှင်းခဲ့တယ်ဆိုတာကိုသူတေချာပေါက်မိမှာမဟုတ်ဘူး။အနှင်းနဲ့အမြန်အဲ့ဒီစည်ရင်တွေကိုရှင်းလင်းဖို့သူရည်ရွယ်ထားတယ်။ဒါပေမဲ့စစ်မှန်စွာကူညီခြင်းနဲ့ဟူကျူးလိုလူမျိုးအတွက်တော့သူမကိုပြန်ဆက်ဖို့သူ့ဘက်ကတတ်နိုင်သမျှအရာအလုံးကိုလုပ်ပေးပါလိမ့်မယ်။ငွေလွှဲမှုကိုလက်ခံပြီးနောက်သူက message တစ်စောင်ပို့လိုက်တယ်။လောလောဆယ်ငါယူထားလိုက်မယ်။ဒါပေမဲ့တလအတွင်းအံ့ဩစရာလေးတစ်ခုနဲ့အတူမင်းကိုပြန်ဆက်ပါမယ်။အဲ့ဒီနောက်သူကသူမအမေဘလို့နေလဲလို့မေးလိုက်တယ်။ခဏအကြာမှာတော့သူမကသူမအမေကိုအိပ်ယာဝင်စေခဲ့ပြီလို့ပြန်ဖြေတယ်။အခြေအနေတွေကအတူတူပါပဲတိတ်မကောင်းဘူး။ဒါပေမဲ့သူမကတရက်ချင်းစီဖြတ်တန်းနေပါတယ်။နောက်နေ့သူမအလုပ်လုပ်ရမယ်လို့သူ့ကိုပြောခဲ့ပေမဲ့နောက်ဆုံးသတိပေးချက်တစ်ခုတော့ခြံထားခဲ့တယ်။အခြေအနေတွေဘလောက်ပဲခက်ခဲပါစေအဲ့ဒီလိုမျိုးဘာမှမလုပ်သင့်ဘူးတဲ့။စိုးရိမ်နေတဲ့သူမရဲ့မျက်နှာကိုမြင်အောင်ရင်သူကပြုံးလိုက်ပြီးစိတ်မပူဖို့သူမကိုပြောလိုက်တယ်။မကြခင်မှာပဲသူ့အခြေအနေနဲ့ပတ်သက်တဲ့အမှန်တရားကိုသူမသိလာပါလိမ့်မယ်။သူဖုန်းကိုချလိုက်တဲ့အခါပင်ပန်းနှွမ်းနယ်မှုတွေကသူ့ကိုနောက်ဆုံးမှဖန်ဆာသွားတယ်။သူ့မျိုးဆက်စီကအဲ့ဒီဒိုင်ယာရီကိုရပြီးကလေးကတူတောင်းလာတဲ့3ရက်အတွင်းမှာသူ့ဘဝကလုံးဝပြောင်းလဲသွားခဲ့ပြီးပြင်းထန်လာတဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေနဲ့အဆက်မပြတ်ရိုက်ခတ်နေတဲ့တုံးလုံးမှုတွေကသူ့ကိုလုံးဝခွန်အားကုန်ခန်းသွားစေတယ်။သူအရန်ပင်ပန်းနေပြီးသူနှစ်ချိုက်အိပ်ပျော်သွားပြီးလန်းဆန်းစွာနဲ့နိုးလာတယ်။ဖျူချာတွေအယောင်းဝယ်လောက်တာကအန်ဒီရဲ့ရမ်းများတဲ့ကစားပွဲတစ်ခုဖြစ်နေပြီဖြစ်ပြီးသူကအစ9 celebrate နဲ့အဲ့ဒါကိုကန့်သက်ချက်ထိတွန်းပို့ထားခဲ့တယ်။ဈေးကွက်အနေငယ်တုံခါသွားရုံနဲ့တင်အတင်းအကျပ်ရှင်းလင်းရေးကိုဖြစ်ပေါ်စေနိုင်တယ်။စစ်ပွဲအကြောင်းသူ့ရဲ့ကြိုတင်သိရှိမှုကသာဒီလိုကြီးမားတဲ့အတိုင်းအတာနဲ့လောင်းကစားလုပ်ခွင့်ပေးခဲ့တာပါ။ရေနံစိမ်းကများသောအားဖြင့်မငြိမ်မသက်ဖြစ်မှုနေပါတာကြောင့်ဒီလိုတိကျကစားကွက်မျိုးကိုဖြစ်နိုင်စေခဲ့တာပါ။ပိုသိငယ်တဲ့ကုန်စည်တွေနဲ့ဆိုရင်ဒီလိုရင်းနှီးမြှုပ်နှံမှုအမျက်ဆုံးမျိုးကမဖြစ်နိုင်ပါဘူး။သူ့ဖုန်းထဲမှာလင်းချင်းစီက message တစ်စောင်ကိုငါတို့တွေ့ရတယ်။သူမကသူ့ကိုမနှိုးချင်လို့သူစားဖို့အတွက်မနှက်စာကိုစပွဲပေါ်မှာခြံထားခဲ့တယ်။အေးမသွားစေနဲ့လို့သူမကသူ့ကိုတတိပေးခဲ့တယ်။အပူထိန်မှုထဲမှာတော့နူးညံ့တဲ့နှွေးထွေးမှုလေးဖြာထွက်နေတော့ဖြစ်တဲ့တက်ရက်လှပတဲ့မနှက်စာလေးရှိနေတယ်။သူကလင်းချင်းရဲ့စိစက်တေချာမှုကိုအံ့ဩချီးကျူးမနေပဲမနေနိုင်ခဲ့ဘူး။သူမနဲ့သူရီစာဟောင်းချင်းစီတို့ကြားကကွာခြားချက်ကနေနဲ့ညလို့ကွာခြားတယ်။စားတောက်နေရင်သူကနိုင်ငံတကာရေနံဖြူချဈေးကွက်ကိုစစ်ကြည့်ဖို့သူ့ဖုန်းကိုဖွင့်လိုက်တယ်။နိုင်ငံတကာရေနံဖြူချဈေးကွက်ကဘယ်တော့မှမအိပ်ဘူးတနေ့ကို24နာရီလဲပတ်နေတယ်။ဒါပေမဲ့မျက်နှာပြင်ကိုကြည့်လိုက်တဲ့အခါသူမြင်လိုက်ရတာကြောင့်သူကိုယ်တိုင်တောင်အံ့အားသင့်သွားတယ်။အခုဆိုရင်ရေနံစိမ်းဖြူချဈေးနှုန်းကတညတွင်းချင်းတစ်စီကို$65အထိတဟုန်ထိုးတက်သွားပြီ။ကုန်သွယ်ရေးစာမျက်နှာပေါ်မှာအံ့ဩစရာကောင်းတဲ့ကဏ္ဍတစ်ခုကိုငါတို့တွေ့ရတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးက$တန်433အထိရောက်ရှိသွားပြီ။စစ်ပွဲပြင်းထန်လာတာနဲ့အမျှနိုင်ငံတကာရေနံဈေးနှုန်းတွေကဆက်လက်မြင့်တက်လာပြီးအစပိုင်းခုန်တက်မှုလောက်တော့ပောက်ကွဲထွက်မလာတော့ဘူး။အထက်သို့ဦးတည်နေတဲ့မြင်းကွေးကတိတိတတ်တာကိုခိုင်မာနေစေဖြစ်ပြီးငါတို့ရဲ့ဆက်လိုက်အတွက်တော့အရန်ကိုနှစ်သိမ့်စရာမြင်ကွင်းပါပဲ။သူကတနေ့လုံးဘာမှမလုပ်ပဲသူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေတိုးပွားလာတာကိုပဲထိုင်ကြည့်နေခဲ့တယ်။ပွပွလင်းလင်းပြောရရင်အဲ့ဒါကတနောက်စာရှာဖွေဖို့အသက်တာဆုံးနည်းလမ်းပါပဲ။ဒိုင်ယာရဲ့ကြိုတင်သိမြင်မှုကိုအသုံးပြုပြီးတလမပြည့်ခင်မှာပဲသူကပြည့်စုံတဲ့ငွေကြေးလွတ်လပ်မှုကိုနှီးပါးရရှိခဲ့ပြီးနားလည်နိုင်တဲ့အတိုင်းပဲသူကစစ်မှန်တဲ့ကျဉ်းနှံမှုခံစားချက်ကိုခံစားခဲ့ရတယ်။ဒါကဒိုင်ယာရဲ့ကြံရှိနေတဲ့လှုပ်ဝက်ချက်တွေနဲ့ပတ်သက်ပြီးသူ့ကိုပိုပြီးဆက်စုခြင်းစိတ်ဖြစ်လာစေတယ်။ညနေခင်းအလင်းရောင်တွေစတင်မေးမိန်လာချိန်6နာရီထိုးတဲ့အထိအချိန်တွေကုန်လွန်သွားတယ်။လင်းကျင်ကသူမရဲ့ရုံးဝတ်စုံနဲ့ပေါ်လာပြီးသူမရဲ့ရွှေရောင်မျက်မှန်ကသူမကိုထက်မြက်ပြီးအရေးချင်းရှိတဲ့အရှိန်အဝါမျိုးပေးစွမ်းနေတယ်။သူစိုက်ကြည့်နေတာကိုမြင်တော့သူမရဲ့မျက်နှာကချက်ချင်းနေရဲသွားတယ်။သူမရဲ့ဝတ်စုံကသူမမိခင်စီကရခဲ့တဲ့လက်ဆောင်ဖြစ်ပြီးဒီပွဲနဲ့တိတ်မလိုက်ဖက်မှာကိုစိုးရိမ်ရင်သူမကိုဘာလို့ကြည့်နေတာလဲလို့စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။အဲ့ဒါကတံမိုးနဲ့ပုံပေါက်မှာကိုသူမကြောက်ရွံ့ပြီးလဲဝတ်ဖို့ပြောပေမဲ့သူကသူမကိုချက်ချင်းစိတ်အေးအောင်လုပ်ပေးလိုက်တယ်။သူ့အတွက်တော့သူမကရုံးဝတ်စုံနဲ့အရန်ကိုကြည့်ကောင်းနေတာလေ။သူမကအရန်လှလုံးနေလို့သာစိုက်ကြည့်နေမိတာပါလို့သူကဝန်ခံလိုက်တယ်။သူ့ရဲ့ချီးကျူးမှုကြောင့်လင်းကျင်ရဲ့နှက်ခမ်းတွေကအပြုံးတစ်ခုအဖြစ်ကွေးတက်သွားပြီးသူမရဲ့မျက်လုံးတွေကတောက်ကစွာလင်းလက်နေတယ်။အဲ့ဒီချိန်မှာသူမရဲ့ဆွဲဆောင်မှုကညှင်းပယ်လို့မရနိုင်တော့အောင်ပါပဲ။သူမကိုအစ်စ်မှန်မြင်တွေ့ပေးမဲ့သူတယောက်ကိုနောက်ဆုံးတော့တေချာပေါက်ရှာတွေ့သွားခဲ့တယ်လို့မျိုးသူမအရန်ကိုပျော်ရွှင်သွားခဲ့တယ်။အဝတ်အစားလဲဖို့ကိုတောင်မေးသွားပြီးအိမ်မှာလောလောဆယ်ဟင်းချက်စရာပစ္စည်းတွေမရှိတော့တာမလို့အပြင်ထွက်ပြီးကောင်းကောင်းစားကြရအောင်လို့သူမကအကြံပြုလိုက်တယ်။သူကတတရရမှုလှိုင်းလုံးတစ်ခုကိုခန်းစားလိုက်ရတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်သူ့ရဲ့ဟင်းချက်ကျွမ်းကျင်မှုကတာမန်ပဲရှိတာမလို့မင်းညကညစာကိုတောင်သူအနိုင်နိုင်စီစဉ်ခဲ့ရတာလေ။သူအဝတ်အစားလဲမလို့ခဏလောက်စောင့်ပေးဖို့သူမကိုပြောလိုက်တယ်။အခုချိန်မှာတော့သူတို့နှစ်ယောက်ကြားမှာတက်တောင့်တက်တာရှိတဲ့ရင်းနှီးမှုတစ်ခုဖြစ်ပေါ်နေပြီ။တစ်ချိန်တည်းမှာပဲချီလီနိုင်ငံတကာအဆောက်အအုံအပြင်ဘက်မှာတော့တောက်ပတဲ့မိတ်ကပ်တွေနဲ့အဝတ်စားအလန်းစားတွေဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဖုန်းပြောရင်းလက်လျှောက်လာတာကိုငါတို့မြင်ရတယ်။အဲ့ဒါချင်းစီပဲသူမကချီလီနိုင်ငံတကာအဆောက်အအုံကိုရောက်နေပြီဖြစ်ကြောင်းပြောပြီးဖုန်းတစ်ဖက်ကလူကိုမလောဖို့ပြောနေတယ်။သူမရဲ့ရီးစားအစ်စ်ကသူမကိုအတူတူလာနေဖို့အတင်းတောင်းဆိုထားတယ်လို့ကြွားလို့ထုတ်တာကိုသူမမထိန်နိုင်ခဲ့ဘူး။သူမတငယ်ချင်းကအခုလေးတင်လမ်းခွဲထားတာမလို့ဒါကပုံမှန်ချင်းနေတစ်ခုပါပဲ။ချင်းစီကသူမရဲ့ရီးစားဟောင်းထက်တေချာပေါက်ပိုကောင်းတဲ့တထေးတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်လို့ကမ်းလှမ်းလိုက်တယ်။သူကမင်းရဲ့ရီးစားဟောင်းထက်အများကြီးပိုကောင်းတယ်။ဒီလိုပလူးပလဲလုတ်တက်တဲ့အမျိုးသမီးကတော့ချင်းစီရဲ့အချစ်ဆုံးတငယ်ချင်းစုမြဖြစ်ပြီးသူမရဲ့လူ
လူငယ်ဘဝကိုအားကိုးနေတာပြီးတော့သူမရဲ့အလှအပကိုအားကိုးပြီးရည်စားတွေကိုအဝိစားလဲတယ်လို့ခဏခဏလဲတက်တယ်ချီလီနိုင်ငံတကာဆောက်အုံမှာလက်တွဲဖော်တယောက်ကိုရှာတွေ့ပြီးတာနဲ့သူမချက်ချင်းပြောင်းလာခဲ့တယ်ဘာပဲဖြစ်ဖြစ်ချီလီနိုင်ငံတကာဆောက်အုံကယုံကြည်မြို့မှာအကောင်းဆုံးနေရာဖြစ်ပြီးတကယ်ကုန်တက်ရဲ့ပြယူပဲလေဒီနေ့သူမကချင်းစီနဲ့အနီးနားကချီလီစားတောက်ဆိုင်မှာညစာစားဖို့ချိန်ထားတာဖြစ်ပြီးတမင်တကာကြွားချင်လို့နောက်ကျမှရောက်လာတာဒါပေမဲ့ဆူညာကဖုန်းထဲမှာစိတ်လှုပ်ရှားစွာစကားပြောနေတော့မှပဲသူမရုတ်တရက်အေးခဲသွားပြီးမျက်လုံးတွေကတုံလုံးမှုကြောင့်ပြူးကျဲသွားတယ်လုံးဝမယုံနိုင်တဲ့လေတံနဲ့သူမကဖုန်းထဲကိုပြောလိုက်တယ်ချင်းစီငါချီလီနိုင်ငံတကာဆောက်အုံမှာဘသူကိုမြင်ခဲ့လဲဆိုတာမင်းဘယ်တော့မှခံမနိုင်မှာမဟုတ်ဘူးမင်းတကယ်ခံမနိုင်မှာမဟုတ်ဘူးငါမင်းကိုပြောနေတာမင်းရဲ့ရည်စားဟောင်းလေချီကွန်ကငါရှိတဲ့မှာလမ်းလျှောက်နေတာပြီးတော့သူကလုံးဝကိုအလန်းစားမိန်းကလေးတယောက်နဲ့အတူရှိနေတာလို့သူမကနောက်ဆုံးစကားလုံးတွေကိုအလေးနဲ့ပြောလိုက်တယ်ဆူညာကတီတိုပြောဆိုမှုတွေကိုဆက်လုပ်ရင်းသူတို့နောက်ကနေတိတ်တဆိတ်လိုက်လာခဲ့တယ်ငါကိုမယုံဘူးလားငါဓာတ်ပုံတစ်ပုံပို့လိုက်မယ်မင်းသူ့ရဲ့ကြောပြင်ကိုတေချာပေါက်မှတ်မိမှာပါလို့သူမကဖုန်းကိုမြှောက်ပြီးအနောက်ကနေချီကွန်နဲ့လင်းကျင်တို့ရဲ့ဓာတ်ပုံအတော်များများကိုရိုက်လိုက်တယ်အဲ့ဒီမှာငါမင်းစီပို့လိုက်ပြီးတစ်ချိန်တည်းမှာပဲချီလင်စားတောက်ဆိုင်ရဲ့စောင်းဆိုင်ခန်းထဲမှာချင်းစီကသူမရဲ့မျက်နှာပြင်ကိုမယုံနိုင်စွာစိုက်ကြည့်နေတယ်ဒါကတကယ်ပဲသူပါလားသူကဘလို့လုပ်ချီလင်နိုင်ငံတကာအဆောက်အုံကိုရောက်နေတာလဲပြီးတော့သူ့ဘေးကအမျိုးသမီးကလည်းထူးဆန်းစွာနဲ့ရင်းနှီးနေတယ်လို့ပဲနေဦးဒါလင်းကျင်မလားလို့သူမကတီတိုရေရွတ်လိုက်တဲ့အချိန်မှာပဲဆူညာရဲ့အတန်ကစိတ်လှုပ်ရှားမှုတွေနဲ့ထွက်ပေါ်လာတယ်မင်းမြင်လိုက်လားငါရဲ့ iPhone အသစ်ကတကယ်ကိုဓာတ်ပုံတွေရှင်းရှင်းလင်းလင်းရိုက်နိုင်တာဖះရဲ့အဲ့ဒီကောင်မလေးကအဝေးကကြည့်ရင်တာမန်ပဲထင်ရပေမဲ့တကူလုံးစိန်ခံတစိတ်တွေကြီးပဲဝတ်ထားတာအဲ့ဒီဝတ်စုံကဂျီပန်ဂျီရဲ့နောက်ဆုံးထွက်နှွေးဝတ်စုံနဲ့တူတယ်ပြီးတော့အဲ့ဒီအိတ်ကကိုအဲ့ဒါကကန့်တက်ပါရှင်အိတ်တလုံးဖြစ်ပုံရတယ်သူမရဲ့ချီအိတ်ရှည်တွေတောင်မှဘလန်စီယာကကြီးပဲအဲ့ဒီဝတ်စုံကအနည်းဆုံး$2သိန်းလောက်ကျလိမ့်မယ်အဲ့ဒါတောင်ရှာတွေ့နိုင်ရင်ပေါ့လေဆူညာကထိတ်တန်းစိန်ခံပစ္စည်းတွေအကြောင်းအကုန်သိတဲ့ဒေတာခံလူမှုအတိုင်းဝိုင်းကလူတစ်ယောက်ဖြစ်ကိုဂုံယူနေတာဒါကအတိတ်ပဲမရှိဘူးချီကွန်ကတကယ်ပဲဒေဝါလီမခံခဲ့တာများလားသူကလမ်းခွဲဖို့အကြောင်းပြချက်တစ်ခုရှာချင်တာတတ်ပဲဖြစ်လိမ့်မယ်ဒါပေမဲ့ချင်းစီကတော့ဒုတိယအကြိမ်တွေးမနေပဲအဲ့ဒီအခြေအနေကိုချက်ချင်းညှင်းဆိုလိုက်တယ်သူမကသူ့ကိုလမ်းခွဲခဲ့တာဖြစ်ပြီးသူတို့ကြားမှာပြီးဆုံးသွားပြီလို့သူမကဆွပြောတယ်တကယ်လို့ဆူညာသာသူ့အကြောင်းဆက်ပြောနေရင်သူမထွက်သွားမယ်လို့တောင်ချင်းချောက်လိုက်သေးတယ်ဆူညာကသူမတငယ်ချင်းကိုအလွန်ကြုံဖိအားပေးမိသွားမှန်းသိလိုက်ပြီးမကြခင်ရောက်လာတော့မယ်လို့အမြန်ကတိပေးလိုက်တယ်ဖုံးချပြီးနောက်ချင်းစီကသူမရဲ့တည်ငြိမ်မှုတွေပျောက်ဆုံးလာတယ်လို့ခံစားလိုက်ရတယ်သူမလေးတမမာနဲ့ပြောခဲ့ပေမဲ့သူမရဲ့စိတ်တွေကရှုပ်ပွားနေပြီသူတေဝါလီခန့်နဲ့ဆိုတဲ့သူမရဲ့ယုံကြည်ချက်ကဝန်တုံစီကကောလာဟာလာအနှဲငယ်ပုံမှာပဲလုံးလုံးလျားလျားအခြေခံခဲ့တာလေတစ်ချိန်တည်းမှာပဲလင်းကျင်ကရိုးရှင်းတဲ့အစားအစာတစ်ခုအတွက်ဘာလို့ဒီလိုအဆင့်မြင့်တဲ့နေရာကိုလာတာလဲလို့မေးလိုက်ပြီးသူ့ရှိမှရှက်တက်တဲ့လိမ္မာတဲ့မိန်းကလေးတယောက်လိုပြုမှုနေတယ်ဒါပေမဲ့လင်းကျင်ကဒီနေရာမှာတော်တော်လေးရင်းနှီးနေတဲ့ပုံပဲသူမကပြောလိုက်ပြီးဒါကသူတို့ပတ်ဝန်းကျင်နဲ့နှိစက်ကြောင်းနဲ့သူမဒီကိုမကြခဏလာလေးရှိကြောင်းမှတ်ချက်ချလိုက်တယ်မနက်ခင်းကသူ့ကိုမနှိုးရက်ပဲမကြသေးမီကသူဘလောက်ပင်ပန်းနေခဲ့လဲဆိုတာကိုသူမကပြောပြတယ်သူမကသူ့ကိုအကောင်းဆုံးအဆင့်တန်းပေးချင်တာလေဒါကိုကြားတဲ့အခါချင်းစီရဲ့ရင်ထဲမှာရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့အတူဒေါသတွေထွက်ပေါ်လာတယ်သူတို့လမ်းခွဲခဲ့ကြပေမဲ့သူမကပိုင်စိုးပိုင်နေခံစားချက်ကိုခံစားနေရတော့မယ်သူမကသူလင်းကျင်ပေးမှလမ်းလျှောက်နေတာကိုမကြည့်နိုင်ဘူးအထူးသဖြင့်သူတို့ကဒီလိုရင်းနှီးပြီးအရေးမွက်ပါတဲ့စကားတွေကိုပြောဆိုနေကြတဲ့အချိန်မှာပေါ့ဒီမြင်ကွင်းကသူမကင်တွယ်ဖို့အတွက်အလွန်မင်းများပြားလွန်းနေတယ်ဘာမှမစင်စားတော့ပဲသူမကအော်ပြောလိုက်တဲ့ချီကွန်မင်းကြီးမှာဘာလုပ်နေတာလဲသူ့နာမည်ကိုကြားတော့သူကစောင်းဆိုင်ကန်းဘက်ကိုလှည့်ကြည့်လိုက်ပြီးချင်းစီကိုတွေးလိုက်ရတယ်အေးဆက်တဲ့မျက်နှာထားနဲ့အတူသူကသူမကိုဒီမှာမြင်ရလိမ့်မယ်လို့မျှော်လင့်မထားခဲ့ဘူးလို့ပဲပြန်ပြောလိုက်တယ်သူကနောက်မှစုံကြတာပေါ့လို့အတူချုံပြောလိုက်ပြီးလင်းကျင်တဲ့အတူသူမဘေးကနေဖျက်လျှောက်သွားဖို့လှည့်လိုက်တယ်သူနောက်လည်းမကြည့်ဘူးချင်းစီကသူ့ရဲ့လစ်လူရှုမှုကြောင့်မှင့်တက်သွားတယ်စင်ကျင်တုံတရားအလုံးပျောက်ဆုံးသွားပြီးသူမကသူ့လမ်းကိုပိတ်ဆို့ဖို့ရှေ့ကိုခုန်ထွက်လိုက်တယ်သူရက်လိုက်ပြီးမျက်မှောင်ကျုပ်ကမင်းဘာလုပ်နေတာလဲလို့သူမကိုမေးလိုက်တယ်စပွဲထိုးကငင်းချမ်းရေးကိုထိမ့်သိမ့်ဖို့သူတို့ကြားထဲကိုတိတ်တဆိတ်ဝင်လာခဲ့တယ်သူကသူမကိုကူညီပေးဖို့လိုအပ်ပါသလားလို့ရင်ကြေးမေးလိုက်ပြီးသူ့ရဲ့ဧည့်သည်တွေကိုသူတို့ရဲ့စပွဲစီလမ်းပြပေးဖို့လိုအပ်ကြောင်းမှတ်ချက်ချလိုက်တယ်ချီလင်စားတောက်ဆိုင်ကမြို့ထဲမှာအဆင့်အမြင့်ဆုံးစားတောက်ဆိုင်ဖြစ်ရမှာမဟုတ်ဘူးလားလို့မေးပြီးသူတို့မှာဝတ်စုံတက်မှတ်ချက်ရှိမရှိမေးခွန်းထုတ်တယ်ဒီလောက်ရိုးရိုးရှင်းရှင်းဝတ်ထားတဲ့လူကိုဘယ်လိုလုပ်အထဲပေးဝင်လာလဲလို့သူမကမနာလိုစိတ်အပြည့်နဲ့အော်ပြောလိုက်တယ်သူမကသူမရဲ့ရှင်းမပြနိုင်တဲ့စိတ်ပြတ်မှုတွေကိုဖွင့်ထုတ်ဖို့ဝတ်စုံကိုပဲပြစ်မှတ်ထားခဲ့တာကိုငါတို့မြင်တွေ့ရပေမဲ့စပွဲထိုးကတော့ယဉ်ကျေးပြီးနားလည်မှုရှိတဲ့အပြုံးတစ်ခုကိုပဲပြုံးပြလိုက်တယ်သူကသူတို့ရဲ့မစ်ရှင်ကမြည်တိဖောက်တွေကိုမဆိုဘရင်တပားလိုဆက်ဆံဖို့ဖြစ်ကြောင်းရှင်းပြပြီးချင်းစီမှာလိုအပ်နေတဲ့ယဉ်ကျေးမှုအဆင့်တန်းတစ်ခုကိုထိမ့်သိမ်းထားတယ်ဧည့်သည်ရဲ့ဝတ်စုံကမရိုင်းပြတဲ့၍သူတို့ကိုထမင်းစားဖို့ကြိုးဆိုပါတယ်ဒါပေမဲ့အဲ့ဒီနောက်စပွဲထိုးကရက်တန်သွားပြီးသူ့ရဲ့ယက်တီချက်ကိုတိတိတတ်တာပြောင်းလဲလိုက်တယ်သူကလင်းကျင်းဘက်ကိုရိုးရိုးသေးသေးဥညွတ်လိုက်ပြီးပိုရေးကြီးတာကမစ္စလင်းရဲ့မိခင်ကဒီစားတောက်ဆိုင်တစ်ခုလုံးရဲ့ပိုင်ရှင်ဖြစ်နေတာကြောင့်ချီကွန်ကသူတို့ရဲ့ဂုံတရေရှိဆုံးဧည့်သည်တော်ဖြစ်ပါတယ်လို့ရှင်းပြတယ်ချင်းစီရဲ့မျက်နှာကချက်ချင်းဖြော့သွားတယ်သူ့ကိုအပြင်ထုတ်ပစ်ဖို့သူမရဲ့ကြိုးစားမှုကအဆိုးရွားဆုံးနီးလန်းနဲ့တံပြန်တက်ရောက်သွားတာကိုသဘောပေါက်ပြီးသူမလုံးဝရှက်ရွံ့သွားခဲ့ရတယ်သူ့ကိုအဆက်ခွဲမဲ့အစားသူမကကိုပဲအဆက်ခွဲလိုက်မိတာဖြစ်ပြီးပွန့်ပွန့်လင်းလင်းပြောရရင်စပွဲထိုးကသူမကိုပြက်ပြက်တသားတုံ့ပြန်လိုက်တာကနောက်ဆုံးထိုးနှက်ချက်ပဲဖြစ်သွားခဲ့တယ်စူညံတန်တွေကြီးထွားလာတာနဲ့အမျှတခြားထမင်းစားသူတွေကဒီမြင်ကွင်းကိုရိုက်ကူးဖို့သူတို့ရဲ့ဖုန်းတွေကိုထုတ်လာကြတာငါတို့မြင်ရတယ်အတင်းအဖျင်းသတင်းတွေကအတိတ်ပဲမရှိဖြစ်လာတာကိုကြားတော့ချီကွန်တက်ပြင်းချလိုက်ပြီးလမ်းခွဲတာအတွက်သူမကိုအပြစ်မတင်ပေမဲ့သူတို့ကြားမှာလုံးဝပြီးဆုံးသွားပြီလို့ချင်းစီကိုပြောလိုက်တယ်သူတို့ကအခုကစပြီးလူစိမ်းတွေဖြစ်သွားကြပြီဆိုတာကိုသူတေချာအောင်ပြောလိုက်ပြီးလူပုံအလဲမှာဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့နဲ့သူတို့လမ်းကိုပိတ်ဆို့တာကိုရက်ဖို့သူမကိုတောင်းဆိုလိုက်တယ်သူကရှေ့ဆက်သွားခြင်းရုံတက်တက်ပဲရှိတာမလို့သူမကိုဘာမှပြောစရာမရှိပဲသူ့ကိုတားဆီးဖို့လမ်းမရှိတဲ့အခြေအနေမျိုးနဲ့အဲ့ဒီမှာရက်ကြံခဲ့စေတယ်အရှက်ရမှုကိုမခံနိုင်တော့တာကြောင့်ချင်းစီကသူမရဲ့ခြေထောက်ကိုစောင့်ပြီးစားတောက်ဆိုင်တွေကနေဒေါသတကြီးထွက်ပြေးသွားတော့တဲ့အနောက်ကအပြက်စီးတွေကိုလှည့်ကြည့်ဖို့တောင်မကြိုးစားတော့ဘူးဒါကလုံးဝကိုအရေးနှိမ်သွားတာပဲလင်းကျင်ကသူမရဲ့တဘာဝအတိုင်းယဉ်ကျေးမှုကနေတဆင့်သူမကိုကန္နာတိုင်းမှာလွှမ်းမိုးထားခဲ့တာလေကန္နာတိုင်းမှာအရေးနှိမ်သွားပြီးအပြင်ကိုအဆောင်ရှောက်နဲ့အထုတ်ခံရလူနီပါဖြစ်သွားခဲ့ရတာမလို့ချင်းစီလိုအရေးတူတဲ့လူတော်မှဒီမှာတစ်စက္ကန့်လေးတောင်ထပ်မနေနိုင်တော့
တော်မှန်းသိလိုက်တယ်ချင်းစီစားတောက်ဆိုင်ထဲကနေဒေါသတကြီးထွက်သွားတဲ့အခါသူမရဲ့အချစ်ဆုံးတငယ်ချင်းစုညာကတစ္ဆာရှိတဲ့အဖော်တယောက်လုံးဝမဟုတ်ဘူးဆိုတာကိုသူမသတိမထားမိခဲ့ရှာဘူးစုညာကသူတို့နောက်ကိုစားတောက်ဆိုင်ထိလိုက်လာခဲ့တာဖြစ်ပြီးအဲ့ဒီပြဆက်ဆန်တဲ့မြင်ကွင်းတစ်ခုလုံးကိုသူမရဲ့ဖုန်းထဲမှာရိုက်ကူးထားနိုင်ခဲ့သေးတယ်ထူးဆန်းတဲ့အပြုံးတစ်ခုနဲ့အတူစုညာကတောက်ဖက်တန်တကွက်ကွက်နဲ့သူမနောက်ကိုလိုက်သွားခဲ့ပြီးချီကွန်ကတော့ဒီဖြစ်ရဲ့တေးသေးလေးကြောင့်လုံးဝစိတ်နှောက်ယှက်မဖြစ်ခဲ့ပါဘူးငါတို့မြင်တွေ့ရတဲ့အတိုင်းသူ့ရဲ့နှလုံးသားကနောက်ဆုံးတော့ငြင်းချမ်းသွားခဲ့ပြီးအပြင်ကိုအထုတ်ခံလိုက်ရတဲ့ဒုက္ခအပြီးမှာသူကချင်းစီရဲ့စစ်မှန်တဲ့သဘောတဘာဝကိုမြင်တွေ့ခဲ့ရပြီလေဒီလောက်အသုံးမကျပြီးတစ္ဆာမရှိတဲ့အမျိုးသမီးတစ်ယောက်ကသူ့အချိန်တွေကိုပေးဖို့မတန်ဘူးဆိုတာသူသဘောပေါက်သွားပြီးအဲ့ဒီအစားသူ့ရှေ့မှာထိုင်နေတဲ့အမျိုးသမီးစီကိုပဲသူ့ရဲ့အာယုံတွေကိုလှည့်လိုက်တယ်လင်းကျင်ကသူ့ကိုအလွန်မင်းစိုးရိမ်ပူပန်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပြီးသူတကယ်ပဲအဆင်ပြေရဲ့လားလို့တိုးတိုးလေးမေးလိုက်တယ်သူ့ရဲ့တည်ငြိမ်မှုကိုမြင်ရပေမဲ့ဒီလိုလူပုံအလဲမှာလမ်းကွဲခဲ့ရပြီးနောက်သူကဟန်ဆောင်ပြီးတတိမွေးနေတာလားဆိုတာကိုသူမှစိုးရိမ်နေတော့မယ်ပွင့်ပွင့်လင်းလင်းပြောရရင်ဒီလိုရဲရဲဆက်ဆက်စွန့်ပစ်ခံလိုက်ရတာကဘသူကိုမဆိုတုံ့လောက်သွားစေနိုင်တာဖြစ်ပေမဲ့ချီကွန်ကတော့ဟန်ဆောင်နေတာမဟုတ်ပါဘူးသူကအစ်စ်အမှန်ရှေ့ဆက်သွားနိုင်ခဲ့ပြီလေသူမကိုစိတ်ချစေမဲ့အပြုံးတစ်ခုပြုံးပြလိုက်ပြီးချင်းစီကအတိတ်မှာပဲကြံရိပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့သူ့နှလုံးသားထဲမှာနေရာမရှိတော့ကြောင်းရှင်းပြလိုက်တယ်သူမကသူ့ရဲ့ပေးဆက်မှုတွေနဲ့မထိုက်တန်ခဲ့ပါဘူးလို့သူဝန်ခံလိုက်ပေမဲ့သူမအတွက်ဖြုံးတီးခဲ့ရတဲ့နှစ်တွေအတွက်တော့သူနောင်တအနေငယ်မခံစားရပဲမနေနိုင်ဘူးဒါကိုကြားတဲ့အခါလင်းကျင်ရဲ့ရင်ထဲမှာတတရရမှုတွေနဲ့အတူလှုပ်ဝက်ထားတဲ့ပျော်ရွှင်မှုမိဘလေးတစ်ခုတောင်းတောင်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့သူမကသူ့ကိုတိတ်တိတ်လေးကြိတ်ချစ်ခဲ့ရတာနှစ်ချီနေပြီလေသူအိမ်မက်ရမဲ့ဖြစ်သွားပြီလို့ကြားတာနဲ့တပြိုင်နက်တည်းခိုကိုနေရတစ်ခုချက်ချင်းကန့်လန့်ခဲ့ရတဲ့စစ်မှန်တဲ့အကြောင်းရင်းကဒါကြောင့်ပဲပေါ့အခုသူကချင်းစီနဲ့စာမျက်နှာကိုအပီးပိုက်ပိတ်လိုက်ပြီဆိုတော့လင်းကျင်ကသူမရဲ့အခွင့်အရေးရောက်လာပြီလားလို့စတင်တွေးတော့လာမိတယ်သူမတိုးညင်းတဲ့စိတ်လှုပ်ရှားမှုလေးကိုခံစားနေရတော့မှပဲချီကွန်ကစကားလမ်းကြောင်းလွှဲပြီးကြောင်းပြီးကလေးကသူမဘာတွေလုပ်နေလဲလို့မေးလိုက်တယ်ကြောင်းပြီးတဲ့နောက်သူမကဥပဒေပညာကဏ္ဍထဲဝင်ရောက်ဖို့အတွက်မဟာဘွဲ့တင်တန်းမှာနှစ်နှစ်အချိန်ပေးခဲ့ကြောင်းသူမကထုတ်ဖော်ပြောပြတယ်သူမကဂုံတေးရှိတဲ့တပ်ဟန်ရှိနေရုံကိုဝင်ရောက်ခဲ့တာဖြစ်ပြီးအလုတ်တင်ကာလပြီးဆုံးသွားတဲ့အခါအခုဆိုရင်အပြေအဝအရေးချင်းပြေဝတဲ့ရှိနေတယောက်ဖြစ်နေပြီတဲ့ဒါပေမဲ့သူမအလုတ်ခန့်ခံရတဲ့အသေးစိတ်အချက်လက်တွေပေါ်မှာအချိန်ကြာကြီးမပြောဘဲစကားဝိုင်းကိုချီကွန်စီပြန်လှည့်ပြီးသူဘာတွေလုပ်နေလဲလို့မေးလိုက်တယ်ဒီလောက်ကြီးမားတဲ့အရင်းအမြစ်ပမာဏလိုအပ်မဲ့ဘယ်လို project မျိုးမှာသူပါဝင်နေတာလဲလို့သူမကမေးတယ်သူကသူ့အိမ်နဲ့ကားကိုရောင်းပြီးရလာတဲ့ပတ်စံတပြားစီတိုင်းကိုဖျူချာဈေးကွက်ထဲလောင်းထည့်ခဲ့တာကိုသိလိုက်ရတဲ့အခါသူမမျက်နှာမှာတုံ့လုံးမှုတွေပြည့်နေသွားတယ်သူမအတွက်တော့စွန့်စားမှုကအရန်ကြီးလွန်းနေပုံရတယ်သူမစိုးရိမ်နေတာကိုမြင်တော့ချီကွန်ကတည်ငြိမ်တဲ့အပြုံးတစ်ခုကိုပဲပြုံးပြလိုက်တယ်သူကနိုင်ငံတကာရေနံဖျူချာကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းရှင်းပြပြီးဒီလိုကြီးမားတဲ့ကုန်စည်တွေကတခြားရွေးချယ်စရာတွေထက်အတက်ကြနေပါတယ်လို့အကြောင်းပြချက်ပေးတယ်မင်းဒီရေနံဖျူချာတွေကိုဘယ်ချိန်မှအတိအကျဝယ်ခဲ့တာလဲလို့သူမကမေးလိုက်ပြီးသူမရဲ့စိတ်ထဲမှာလက်ရှိကမ္ဘာအခြေအနေတွေကြောင်းသိထားတာတွေကိုအမြန်စဉ်းစားနေတယ်ရေနံဈေးတွေတဟုန်ထိုးတက်သွားတဲ့သတင်းတွေကရက်အတော်ကြာဆက်တိုက်ထုတ်လွှင့်နေခဲ့တာဖြစ်ပြီးသူကအဲ့ဒီနေရာမှာတင်လောင်းကြီးထက်ခဲ့တာဖြစ်ကြောင်းသိလိုက်ရတယ်ဒါပေမဲ့ပိုပြီးထူးခြားတဲ့အသေးစိတ်အချက်လက်ကတော့လင်းကျင်ရဲ့မှတ်ဉာဏ်သာမှန်ကန်မဲ့ဆိုရင်ချီကွန်ကစစ်ပွဲမစခင်လေးတင်ပါတယ်အရာအလုံးကိုရောင်းချခဲ့တာတကယ်လို့ချီကွန်သာစစ်ပွဲမဖြစ်ပွားခင်လေးတင်ပါတယ်သူ့ရဲ့ပိုင်ဆိုင်မှုအလုံးကိုနိုင်ငံတကာရေနံဖျူချာတဲ့လောင်းထည့်ခဲ့တာမှန်ရင်အခုချိန်မှာဆိုဈေးနှုန်းတွေတဟုန်ထိုးတက်သွားတာနဲ့အမျှသူကကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကြီးတစ်ခုပေါ်မှာထိုင်နေရမှာသိကြတယ်မင်းရဲ့အမျက်ကတန်းတရာကျော်သွားပြီမဟုတ်ဘူးလားလို့သူမကမေးလိုက်တယ်စစ်မှန်ပြီးရင်ထဲကလာတဲ့အပြုံးတစ်ခုကသူမမျက်နှာမှာပြန့်နှံ့သွားတယ်သူမကဖန်ခွက်ကိုမြောက်ရင်းသူ့အတွက်တကယ်ပဲဝမ်းသာပေးနေတာဒါကသူမကြားဘူးသမျှထဲမှာအယိုးရှင်းဆုံးပြောရရင်အကောင်းဆုံးသတင်းပဲလို့သူမကပြောလိုက်တယ်ချီကွန်လို့သူမကပြောပြီးဂုံယူတဲ့မျက်လုံးတွေနဲ့သူမရဲ့အတွေးတွေကိုမပြောခင်ခဏရက်လိုက်တယ်ငါမင်းကိုတကယ်ပဲဂုံပြုချင်ပါတယ်ဒါကသူတို့နှစ်ယောက်ကြားမှာစစ်မှန်ပြီးမျှဝေလိုက်တဲ့အောင်ပွဲခံစားချက်အခိုက်အတန့်လေးတစ်ခုပဲနောက်လောဝက်လောက်မှာတော့သူကလင်းကြီးရဲ့အိမ်မှာတဲခိုရင်နိုင်ငံတကာအခြေအနေတွေနဲ့ပြောင်းလဲနေတဲ့ရေနံဈေးနှုန်းတွေကိုအနီးကပ်စောင့်ကြည့်နေတာကိုငါတို့မြင်ရတယ်စစ်ပွဲရဲ့ရလဒ်ကပိုပြီးရှင်းလင်းလာတာနဲ့အမျှနိုင်ငံတကာရေနံစိမ်းဖျူချာဈေးနှုန်းတွေကလည်းတဖြည်းဖြည်းချင်းတည်ငြိမ်လာကြတယ်ဈေးကွက်ကတည်ငြိမ်သွားတာနဲ့အမျှဈေးနှုန်းတွေကအချိုးကွေးတစ်ခုကိုရောက်ရှိသွားပြီးမလွဲမရှောင်သာကျဆင်းလာတော့မှသူကနောက်ဆုံးတော့ရောင်းချပြီးအဲ့ဒီစာချုပ်တွေကိုအစစ်အမှန်ရွှေနဲ့ငွေဖြစ်ပြောင်းလဲရမယ့်အချိန်ရောက်ပြီဆိုတာကိုသဘောပေါက်သွားတယ်အခြေအနေကိုမြင်တဲ့အခါသူကသူ့အကောင့်ကိုချက်ချင်းရှင်းလင်းပြီးအရာအလုံးကိုရောင်းချဖို့ဆုံးဖြတ်လိုက်တယ်နောက်ဆုံးဖျူချာတွေကိုရောင်းချပြီးတဲ့အခါသူ့ရဲ့ပိုင်ဆိုင်မှုကသူ့ညဖြစ်သွားပေမဲ့သူ့အကောင့်ထဲကလက်ကျန်ငွေကတော့လုံးဝကွဲပြားတဲ့ဇလန်တစ်ခုကိုပြောပြနေတယ်လက်ကျန်ငွေကဒေါ်လာ1 ဘီလီယံနဲ့တန်း20ကိုရောက်ရှိသွားခဲ့ပြီးရန်ပုံငွေတွေကိုအပြင်ထုတ်ဖို့သူအသုံးပြုခဲ့တဲ့လမ်းကြောင်းအတိုင်းပဲလိုအပ်တဲ့ဝန်ဆောင်ခကိုပေးဆောင်ပြီးနောက်အားလုံးကိုပြန်လည်ယူဆောင်လာမဲ့လုပ်ငန်းစဉ်ကိုသူစတင်လိုက်တယ်အဲ့ဒီနီလန်အတိုင်းပဲသူကကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကြီးကိုသူ့ရဲ့ကိုယ်ပိုင်ကောင့်တွေကိုလွှဲပြောင်းလိုက်တယ်ပြီးတော့သူ့ဖုန်းထဲကသတိပေးချက်မှာအလွန်တရာရှည်လျားလာတဲ့ကဏ္ဍတန်းကြီးကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့နှလုံးသားကနောက်ဆုံးတော့စစ်မှန်တဲ့ငြိမ်းချမ်းမှုတစ်ခုကိုရှာတွေ့သွားခဲ့ရပြီးအရာအလုံးပြီးဆုံးသွားခဲ့ပြီဖြစ်လို့အခုကတော့ရလက်တွေကိုတကယ်ပဲပျော်ပျော်ပါးပါးခံစားရမယ့်အချိန်ဖြစ်လိမ့်မယ်သူ့ရဲ့အိမ်ဟောင်းအတွက်တော့သူပြန်ဝယ်ဖို့ရည်ရွယ်ချက်လုံးဝမရှိပါဘူးဘီလီယံကျော်ပိုင်ဆိုင်ထားတဲ့အတွက်သူအိမ်ဝင်မယ်ဆိုရင်အဲ့ဒါကတေချာပေါက်စိန်ခံအိမ်ယာကြီးပဲဖြစ်ရမယ်ချီယုံနိုင်ငံတကာအဆောက်အုံကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပုံရတယ်အနည်းဆုံးစတူရန်မီတာ300ကျဲတဲ့အခန်းမျိုးပေါ့တေချာတာပေါ့ကားမရှိတာကလည်းတော်တော်လေးအဆင်မပြေလာပါဘူးသူအရင်ကမောင်းခဲ့တဲ့2000 3000တန်တာမန်ကားတွေကသူ့မျက်စိထဲမဝင်တော့ဘူးလေအခုဆိုရင်ရင်အစ်စ်ကအနည်းဆုံးတော့ဒေါ်လာတန်းချီတန်တဲ့စိန်ခံကားမျိုးဖြစ်ရမယ်စိန်ခံကားတွေဆိုတာဘာပဲဖြစ်ဖြစ်လူများစုအတွက်ထာဝရလိုက်စားမှုတစ်ခုပဲလေလူတွေကအဲ့ဒါကိုတွေးမိတဲ့အခါ Lamborghini Pagani ဒါမှမဟုတ် Ferrari လိုနာမည်တွေကအရင်ဆုံးစိတ်ထဲပေါ်လာလေးရှိတယ်ဒီထိပ်တန်းအဆင့်ရှိတဲ့စူပါကားတွေရဲ့ဈေးနှုန်းတွေကတန်းချီနေတတ်ပြီးလမ်းမပေါ်ကလူတိုင်းရဲ့အာရုံစိုက်မှုကိုတဘာဝကြကြပဲဖန်ဆားနိုင်တာသူတို့ကတနည်းအားဖြင့်ဆွဲမက်စရာဖြစ်စေဖို့အတွက်အကောင်းဆုံးကိရိယာတွေပဲလေဒါပေမဲ့နေ့စဉ်ဘဝမှာတော့လမ်းမပေါ်မှာဒီလိုစွမ်းဆောင်ရည်မြင့်ဆက်ရန်တရားတွေကိုငါတို့တွေ့ရခဲ့ပါတယ်တစ်ဖက်ကကြည့်ရင်အဲ့ဒါတွေကလူများစုအတွက်စဉ်းစားဖို့တောင်အရန်ဈေးကြီးလွန်းလာတယ်နောက်တစ်ဖက်မှာတော့သူတို့ရဲ့ကိုယ်တွေကအရန်နှိပ်လွန်းတာကြောင့်ပြည့်စုံတဲ့လမ်းအခြေအနေတွေလိုအပ်တာလေအဲ့ဒါတွေကအရှိန်လျှော့အတားအဆီးတွေပြည့်နေတဲ့ဒေသခံလမ်းတွေအတွက်ဖန်တီးထားတာမဟုတ်ပါဘူးတကယ်လို့လူတစ်ယောက်ကအလဲလက်အရှိန်နဲ့တောင်အတာ
ကားစီးတစ်ခုကိုတိုက်မိရင်အောက်ပိုင်းကိုယ်တွေကချက်ချင်းပျက်စီးသွားနိုင်ပြီးပြင်ဆင်ရေးဆိုင်မှာအကြာကြီးနေရဖို့ဖြစ်လာလိမ့်မယ်သူတစ်ခါကတငယ်ချင်းတစ်ယောက်ရဲ့ Lamborghini ကိုမောင်းခဲ့ဘူးတာကိုသတိရမိပြီးကွာခြားချက်ကအံ့ဩစရာကောင်းလာတယ်အပြင်ပိုင်းကမယုံနိုင်လောက်အောင်စတိုင်ကျနေပေမဲ့အတွင်းကန်းကတော့အချင်းချခံထားရတယ်လို့မျိုးအရန်တင်းငယ်လွန်လာတယ်တာမန်ကားတစ်စီးမှာလူတစ်ယောက်ကတက်တောင့်တက်တာထိုင်နိုင်ပြီးထိုင်ကုန်ကိုသူ့သဘောကျတယ်လို့ချိန်ညှိနိုင်တယ်ဒါပေမဲ့ဒီလိုကားမျိုးမောင်းဖို့ဆိုရင်လူတစ်ယောက်ကမောင်းနေထိုင်ကုန်ပေါ်မှာလှဲအိတ်နေရတဲ့လောက်ဖြစ်နေတာအဲ့ဒါကကျင်းပြောင်းတယ်ပိတ်လောင်နေတယ်ပြီးတော့ပုံပွင့်လင်းလင်းပြောရရင်တက်တောင့်တက်တာရှိမှုဆိုတာလုံးဝမရှိပါဘူးဒါကလေချောင်းတိုင်းတစ်မိနစ်နဲ့အစိုးရောက်စွမ်းအားတွေကိုလိုက်စားမှုအတွက်ပေးဆက်ရတဲ့ဆွလွန်မှုပဲလေတက်တောင့်တက်တာရှိမှုကတော့အကောင်းဆုံးရွေးချယ်မှုမဟုတ်ခဲ့ပါဘူးဒီလိုကားမျိုးကိုနေတိုင်းမောင်းတာကစိန်ခံမှုတစ်ခုထက်စာရင်အပြစ်ပေးမှုတစ်ခုလိုဖြစ်လိမ့်မယ်လို့သူကောက်ချက်ချလိုက်တယ်အခုသူ့နာမည်နဲ့ဘီလီယံကျော်ရှိနေတာတောင်မှအဲ့ဒီဒဏ္ဍာရီလာစူပါကားတွေကိုဝယ်ဖို့အစီအစဉ်သူမရှိပါဘူးသူတကယ်ပဲရင်ထဲကနေလိုချင်တဲ့တစ်စိတ်ကတော့ဘင်းတလီပဲဖြစ်တယ်ကမ္ဘာထိပ်တန်းထုတ်လုပ်သူတွေကတစ်ခုဖြစ်တာနဲ့အမျှဘင်းတလီမှာ Ferrari ဒါမှမဟုတ် Lamborghini မှာတွေ့ရတဲ့ကုန်ကြမ်းမျိုးလုံးဝမပြတ်လက်ပါဘူးတက်တောင့်တက်တာရှိမှုနဲ့ပတ်သက်လာရင်တော့ဘင်းတလီကအဲ့ဒီထိပ်တန်းအားကစားကားတွေကိုလုံးဝကိုဖိနှိပ်ထားတာဖြစ်ပြီးအားလုံးထဲမှာအလွန်ဆုံးကနဝင်မော်တွေဖြစ်တယ်အဲ့ဒါကတော့တန်တရားရှိစရာမလိုပဲဘင်းတလီကွန်တီနန်နဲ့ GT ပဲဖြစ်ပါတယ်ဒါယာယီမရောက်လာခင်ကတည်းကသူဒီကားကိုသဘောကျခဲ့တာဖြစ်ပြီးအခုသူကဘီလီယံနာတစ်ယောက်ဖြစ်နေပြီမလို့အဲ့ဒါကိုပိုင်ဆိုင်ဖို့အတွက်တစ်စက္ကန့်လေးတော့မတုံ့ဆိုင်တော့ပါဘူးသူကသူ့ရဲ့အဆက်အသွယ်တွေကိုဖွင့်လိုက်ပြီးလူစုအဝါတုတ်ကြီးလို့မှတ်တမ်းတင်ထားတဲ့လူတစ်ယောက်ကိုရှာတွေ့တာနဲ့ချက်ချင်းဖုန်းခေါ်လိုက်တယ်ဖုန်းချိတ်ဆက်သွားတာနဲ့တစ်ဖက်ကအမျိုးသားတဦးရဲ့အတန်ထွက်ပေါ်လာတဲ့အကိုဝန်ဒီနေ့မင်းရဲ့ညီလေးစီဘာကိစ္စရှိလို့လဲလူစုငါဘင်းတလီကွန်တီနန်နဲ့ GT တစည်းလိုချင်တယ်မင်းကအတွက်နောက်ဆုံးထွက်မော်ဒယ်ကိုရအောင်ရှာပေးနိုင်မလားဒါကိုကြားတဲ့အခါလူစုတကယ်ပဲမြင့်တက်သွားရတယ်ဘင်းတလီကွန်တီနန်နဲ့ GT ဆိုတာအခြေခံမော်ဒယ်တင်3တန်းကျော်ကနေစတင်တာဖြစ်လို့ကြီးမားတဲ့ဝယ်ယူမှုတစ်ခုပဲလေ GT version ကတော့9တန်းနီးပါးလောက်ရှိတာအကိုဝန်မင်းချက်ချင်းချမ်းသာသွားတာလားသူကလူစုကိုဘဏ်အကောင့်တစ်ခုပေးဖို့ပြောလိုက်တယ်သူကလူစုဘာမှစိုးရိမ်စရာမလိုပဲကားကိုစတင်ရှာဖွေနိုင်ဖို့အတွက်ရွှန်9သိန်းစီရန်ငွေပို့ပေးချင်တာလေသူကသူ့အတွက်တော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုရဲ့တင်းငယ်လာတဲ့အပိုင်းအစတစ်ခုတက်တာဖြစ်တဲ့ရွှန်9သိန်းကိုချက်ချင်းလွှဲပေးလိုက်တယ်ဘီလီယံဆိုတာငွေကြေးလောကမှာအကြီးဆုံးကဏ္ဍတစ်ခုလို့မထင်ရပေမဲ့ငွေသားဆိုတဲ့သဘောတရားကအရာအလုံးကိုပြောင်းလဲသွားစေတာဒါကမြည်သည့်ဘဏ်မှလစ်လူမရှိဘူးနဲ့ပမာဏတစ်ခုပဲတဘာဝကြကြပဲသူကဒါကိုတာမန်အကောင့်တစ်ခုထဲမှာပဲပြစ်ထားဖို့အစီအစဉ်မရှိပါဘူးသူ့ရဲ့ချမ်းသာမှုအတွက်ပိုပြီးတင့်တော်တဲ့အိမ်တစ်ခုကိုရှာဖို့ဆုံးဖြတ်လိုက်ပြီးဟိုရှောင်းရွှေစီကိုဖုန်းခေါ်ဖို့သူ့ဖုန်းကိုကောက်ကင်လိုက်တယ်သူမဖုန်းကိုကင်တဲ့အခါသူကအလုပ်ရှုပ်နေလာလို့မေးပြီးသူမရဲ့ဘဏ်ခွဲမှာအကောင့်တစ်ခုလာဖွင့်ချင်ပါတယ်လို့မှတ်ချက်ချလိုက်တယ်သူမကအလုပ်စင်းမခင်မြန်လာဖို့သတိပေးရင်းလာခဲ့ဖို့ပြောတယ်သူမစီမံခန့်ခွဲဖို့ပတ်စံတွေအများများလုံးနေပါတယ်လို့သူကနောက်ပြောင်လိုက်တယ်ဖုန်းချပြီးနောက်သူကသူ့ရဲ့တမတ်ချက်ကကိုယူပြီးအပြင်ထွက်ခဲ့တယ်လွန်ခဲ့တဲ့ရက်အနည်းငယ်တင်ကပဲသူအရာအလုံးကိုရောင်းလိုက်လို့အလုံးကသူပြီးဆုံးသွားပြီလို့ထင်ခဲ့ကြတာဒေဝါလီခန္ဓာကြောင့်တခြားသူတွေကသူ့ကိုကူးစက်ရောဂါလိုမျိုးရှောင်ဖယ်နေကြတဲ့အချိန်မှာဟိုရှောင်းရွှေတယောက်တည်းကသာသူ့စီလှမ်းဆက်သွယ်ခဲ့ပြီးရွှန်2000တောင်ပို့ပေးခဲ့တာလေသူ့ဘန်စီကိုသွားနေတော့မှပဲဟိုရှောင်းရွှေဖုန်းပြောလို့ပြီးသွားပြီးပြင်ပန်းနွမ်းနေတဲ့တပ်ပြင်းချတဲ့နဲ့အတူအကျော်ဆန့်မှုမတ်တက်ရက်လိုက်တာကိုငါတို့မြင်ရတယ်သူမရဲ့ကောင်တာကလောလောဆယ်အလုပ်ဖြစ်နေတာကြောင့်ဝန်ဆောင်မှုယာယီရဆိုင်ထားပါသည်ဆိုတဲ့ဆိုင်းပုတ်လေးကိုချထားခဲ့ပြီးတိတ်ဆိတ်တဲ့ငြိမ်းချမ်းမှုအခိုက်အတန့်လေးအတွက်အနားယူခံဘက်ကိုသူမထွက်လာခဲ့တယ်ဒါပေမဲ့အများဆုံးရေခဲတစ်တာဘေးကနေဖြတ်သွားတဲ့အခါသူမရုတ်တရက်ထိတ်လန့်သွားပြီးသူမရဲ့မျက်နှာအမူအရာကအံ့ဩမှုကနေစစ်မှန်တဲ့ဒေါသအဖြစ်ချက်ချင်းပြောင်းလဲသွားတယ်အဲ့ဒီမှာအမိုက်ပုံးထဲမှာဂယုတစိုက်ကျိုးချက်ထားတဲ့တရုတ်တိုင်းဆေးထုတ်အနှဲငယ်ပါဝင်တဲ့ပလတ်စတစ်အိတ်လဲလျောင်းနေတယ်သူမကဒါတွေကိုဒီမနက်တင်ဆေးရုံဆေးဆိုင်ကနေတွားယူခဲ့တာဖြစ်ပြီးအလုပ်ဆင်းတဲ့အထိအေးနေအောင်ရေခဲတစ်တာထဲမှာထည့်ထားခဲ့တာလေဒါကသူမရဲ့မိခင်အတွက်ဆေးဝါးဖြစ်ပြီးထိရောက်မှုရှိဖို့အတွက်အဆက်မပြတ်အေးခံထားဖို့လိုအပ်တာဖြစ်လို့လက်ရှိနေရာကသူမကိုပိုပြီးစိတ်ပြတ်သွားစေတယ်ဘယ်သူကမှဂယုမဆိုင်ပဲဒါကိုဘေးကိုပစ်ချလိုက်တာကိုမြင်တော့ဟိုရှောင်းရွှေကအမိုက်ပုံးစီအမြန်သွားလိုက်ပြီးမြင်ကွင်းကြောင့်ရင်ထဲမှာလေးလံသွားခဲ့ရတယ်သူမကအမိုက်ပုံးပေးမှာစောင့်ကြောက်ထိုင်လိုက်ပြီးတိုင်းဆေးထုတ်ကိုဆွဲထုတ်လိုက်တော့သူမရဲ့လက်ချောင်းတွေကရေခဲလိုအေးနေရမယ့်ပလတ်စတစ်ကိုထိမိသွားတယ်အဲ့ဒီအစားအရေကအခန်းပူချိန်နီးပါးဖြစ်နေပြီဖြစ်လို့ဒီအပူချိန်ထိမခံတဲ့ဆေးဘက်ဝင်ပင်တွေကအပြင်မှာရှိနေတာကြာပြီဆိုတဲ့အတိတ်ပဲအဲ့ဒါတွေကအခုဆိုရင်အသုံးမကျတော့တာတေချာတလောက်ရှိနေပြီးဒါကိုဘသူပစ်ချလိုက်တာလဲလို့မေးလိုက်တဲ့ဟိုရှောင်းရွှေရဲ့အတန်ကဒေါသတွေကြောင့်တုန်ရင်နေတယ်ဗန်ထဲကလူတိုင်းရဲ့မျက်လုံးတွေကသူ့မစီကိုလှည့်လာတာငါတို့မြင်ရတယ်ဒါပေမဲ့အဲ့ဒီအကြည့်အများစုကအေးဆက်ပြီးလစ်လူရှုထားတဲ့အကြည့်တွေကြီးပဲတခြားဝန်ထမ်းတယောက်လျှောက်လာတဲ့အခါအချို့ကသူမရဲ့ကန်ဆိုးမှုပေါ်ကြိတ်ပြီးတော့ဝမ်းသာနေကြသေးတယ်သူမကဒီအခြေအနေကိုနည်းနည်းလေးတောင်တုံ့လုပ်ပုံမရဘူးသူမဘေးကနေပေါ့ပေါ့ပပပဲဖျက်လျှောက်သွားပြီးရေခဲတစ်တာတွေကနေကော်ဖီတစ်ခွက်ကိုယူလိုက်တာသူမကိုယ်တိုင်လုပ်တာပါလို့လောင်ပြုံးလေးနဲ့ဝန်ခံလိုက်တယ်ရေခဲတစ်တာကလူတိုင်းအတွက်ဖြစ်ကြောင်းနဲ့ဒီဆေးတွေကအနံ့ဆိုးထွက်ပြီးလူတွေကိုတောင်အစိတ်တင်စေနိုင်တယ်လို့သူမကအကြောင်းပြချက်ပေးတယ်ဆေးထုတ်ကိုတေးသေးချာချာပိတ်ထားတာဖြစ်လို့ဘာအနံ့မှမထွက်ဘူးဆိုတာကိုသူမလက်ညှိုးထိုးပြပေးမယ်လီနာလို့ခေါ်တဲ့အဲ့ဒီလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကနားမထောင်ဘူးသူမကအနံ့ထွက်တယ်လို့ပြောရင်အနံ့ထွက်တာပဲသူမမြင်တဲ့အချိန်တိုင်းအပြင်ကိုပြစ်ချမယ်လို့ဟိုရှောင်းရွှေကိုချင်းချောက်လိုက်တယ်ဟိုရှောင်းရွှေရဲ့ဒေါသတွေကတောက်လောင်သွားပြီးလီနာကသူမကိုဖဲထုတ်ဖို့ရုန်းကန်နေရင်သူမကိုအခုချက်ချင်းလွတ်ပေးဖို့အော်ဟစ်တော့တယ်မြင်ကွင်းကချက်ချင်းပဲပယံပါတာဖြစ်သွားပြီးသူတို့ရဲ့ဝတ်စုံတွေပြဲပြဲဆုပ်ဆုပ်ဖြစ်ကုန်ကသပင်တွေလည်းရှုပ်ပွားကုန်ကြတယ်လီနာကမဖြစ်တင်တာကိုလှုပ်လိုက်ပြီးသူမရဲ့အေးဆက်တဲ့ကော်ဖီခွက်ကိုဟိုရှောင်းရွှေစီကိုဓာတ်ရိုက်ပစ်ပေါက်လိုက်တော့တခဏချင်းမှာပဲသူမရဲ့ခေါင်းတစ်ခုလုံးဆူရွှဲသွားခဲ့ရတယ်ဟိုရှောင်းရွှေရဲ့ဒေါသတွေကနောက်ဆုံးတော့ပောက်ကွဲထွက်သွားပြီးပြန်လဲတိုက်ခိုက်ဖို့လက်မြောက်လိုက်တဲ့အချိန်မှာပဲအတန်တစ်ခုကလေထဲကိုရုတ်တရက်ဖြတ်တော့ဝင်ရောက်လာတယ်ရက်လိုက်ကြစမ်းမင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲဒါကဘန်ခွဲမန်နေဂျာလီချင်းဖြစ်ပြီးသူကဒီလိုအဆင့်တန်းမရှိတဲ့မြင်ကွင်းကိုမျက်မြင်ကိုတွေ့ကြည့်ဖို့လေဟာနယ်ထဲကနေပေါ်လာတာဖြစ်တယ်လီချင်းကရှေ့ကိုတက်လာပြီးသူတို့ကိုလွတ်ဖို့အမိန့်ပေးလိုက်တယ်ဟိုရှောင်းရွှေကတိတ်ဆိတ်စွာပဲလွတ်ပေးလိုက်ပြီးသူမရဲ့ကြန့်ရှိနေသေးတဲ့ဂုံတိတ်ခါကိုကဲတင်ဖို့အတွက်တစ်ရှူးတစ်ခုနဲ့သူမရဲ့အဝတ်စားတွေကိုစတင်တုပ်တော်တယ်ကံမကောင်းစွာပဲကော်ဖီအဆုံးထင်းတွေကအရန်ကိုဆွဲမြဲနေတာကြောင့်ရှက်အင်ဂျီကိုတန်ရှင်းဖို့သူမရဲ့ကြိုးစားမှုကပိုပြီးတော့
တောင်မြစ်ပတ်ပြီးမိမောင်နေတဲ့အစင်းကြောင်းတွေကိုသာဖြစ်ပေါ်စေခဲ့တယ်။အခြားတစ်ဖက်မှာတော့လီနာကရုတ်တရက်အသွင်ပြောင်းလဲသွားတယ်။သူမအဲ့ဒီကနေထွက်သွားတာနဲ့သူမရဲ့ရန်လိုတဲ့ယက်တီချက်ကပျောက်ကွယ်သွားပြီးအားနေပြီးအပြစ်ကင်းစင်တဲ့ပုံစံလေးနဲ့အစားထိုးခံလိုက်ရတယ်။သူမကလီချင်ဘေးကိုချွဲနှွဲပြီးကတ်သွားကဟိုရှောင်ရွှေကသူမကိုအနိုင်ကျင့်ပါတယ်လို့တိုင်တန်းပြီးရုန်းကန်မှုကြောင့်တကယ်ပဲหนีရဲနေတဲ့သူမရဲ့လက်ကောက်ဝတ်လေးကိုပြတယ်။သူမကမန်နေဂျာဘော်ကိုမိချလိုက်ပြီးပွန့်ပွန့်လင်းလင်းပြောရရင်အဆင့်တန်းမရှိတဲ့နီလန်မျိုးနဲ့သူ့ဘော်ကိုအတင်းကတ်နေတာရှင်းနေတာပဲ။လီချင်ကသူမသူ့ဘော်ကိုမိချလာတဲ့ဖိအားကိုခန်းစားလိုက်ရပြီးခဏလောက်အာယုံလွင့်သွားပေမဲ့ဝန်ထမ်းတဦးလုံးကဒီပြဆက်လေးကိုစိုက်ကြည့်နေကြမှန်းသူတတိယသွားတယ်။သူလည်းချောင်းရှင်းလိုက်ပြီးလီနာကိုအနှဲငယ်ပြန်တွန်းထုတ်ကဟိုရှောင်ရွှေစီကနေအေးဆက်ဆက်နဲ့ရှင်းပြချက်တောင်းဆိုလိုက်ပြီးသူမလက်သီးနဲ့ထိုးတော့မဲ့မြင်ကွင်းကိုသူမြင်လိုက်ရကြောင်းမှတ်ချက်ချလိုက်တယ်။သူကမင်းတို့စိတ်ယူပေါက်နေကြတာလားဒါမှမဟုတ်ဒီမှာအလုံးမလုံးချင်ကြတော့တာလားလို့မေးလိုက်ပြီးအချိန်ကြာကြီးကလေးကဖြစ်ပေါ်နေတဲ့ပြန်ဆိုင်မှုတစ်ခုကိုမိမွေးလိုက်တယ်။မင်းတို့သိတဲ့အတိုင်းဟိုရှောင်ရွှေကစူးစမ်းအားထုတ်မှုနဲ့စာမေးပွဲတွေကတဆင့်သူမရဲ့ယာတုကိုရရှိခဲ့တာဖြစ်ပြီးလီနာမိသားစုကတော့သူမအတွက်စပွဲတစ်ခုရရှိဖို့အတွက်ရွမ်တန်း20ကိုတန်းပြီးအနံခဲ့တာဖြစ်လို့ဒီလိုမတူညီတဲ့နောက်ခံတဲ့တန်ဖိုးတွေရှိနေကြတာသူတို့ဘယ်တော့မှအမြင်ချင်းမတူခဲ့ကြတာကအံ့ဩစရာမဟုတ်ပါဘူးဒါပေမဲ့ဒီနေ့အထိတော့အဲ့ဒါကနှုတ်ကနေစကားများတာလောက်ပဲကန့်သက်ထားခဲ့တာလေအခုတော့ပရိပခကရုပ်ပိုင်းဆိုင်ရာထိတ်တိုက်တွေ့မှုအဖြစ်နောက်ဆုံးတော့ပောက်ကွဲထွက်သွားခဲ့ပြီဖြစ်လို့ဟိုရှောင်ရွှေကစိတ်ကပ်ပြီးစိတ်ပြက်စရာကောင်းကသူမရဲ့လုပ်ပေါ်ကိုင်ဘက်တွေရဲ့ဝေဖန်တဲ့မျက်လုံးတွေအောက်မှာထိခိုက်လွယ်မှုကိုခံစားနေရတယ်သူမရဲ့ရင်ထဲမှာတော့ဖရာကြီးမတဲ့မတရားမှုကိုခံစားနေရပြီးသူမရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်ရှံနေပေမဲ့ဒီလူတွေရှိမှတော့အကြခွင့်မပြုခဲ့ပါဘူးဟိုရှောင်ရွှေကလီနာကသူမရဲ့စေဝါတွေကိုဘာအကြောင်းပြချက်မှမရှိဘဲအမိုက်ပုံးနဲ့ပြစ်ချခဲ့တာပါလို့ခေါင်းပါစွာရှင်းပြပေမဲ့လီနာကသူမလုံးဝမသိပါဘူးလို့ချက်ချင်းပဲတားကောင်ပုံစံဖမ်းတော့တယ်သူမကအဲ့ဒီအနက်ဆိုးထွက်တဲ့အရာကဘာလဲဆိုတာကိုတော့မသိပါဘူးလို့မေးပြီးအဲ့ဒါကိုအမိုက်လို့ထင်ခဲ့တာပါလို့ဟန်ဆောင်ကဟိုရှောင်ရွှေကသူမကိုကိုတိလက်ရောက်စော်ကားခဲ့ပါတယ်လို့ကျဲလောင်စွာဆွဆွဲလိုက်တယ်လီနာကဟိုရှောင်ရွှေကိုအခန်းခံရဖို့နဲ့အလုပ်ထုတ်ခံရဖို့အတွက်ရဲခေါ်ဖို့တောင်းဆိုလိုက်ပြီးအချို့လူတွေကသူတို့ကိုယ်တိုင်မနေရင်တော့ဘယ်ချိန်မှရဲရမလဲဆိုတာကိုလုံးဝမသိကြဘူးဆိုတာသက်သေပြနေတယ်မန်နေဂျာအနေနဲ့လီချင်ကလီနာဒါကိုစတင်ခဲ့တာဆိုတာကိုကောင်းကောင်းသိထားပေမဲ့သူကအခြေအနေကိုတစ်ဖက်သက်ဆန်တဲ့နီးလန်းနဲ့ပဲစိစက်ညှိနှိုင်းဖို့ဆုံးဖြတ်လိုက်တယ်သူတို့ကလုပ်ဖို့ကိုင်ဘက်တွေဖြစ်ကြလို့ရှေ့ဆက်သွားတဲ့တယ်လို့ပြောပြီးဟိုရှောင်ရွှေကိုတောင်းပန်ဖို့နဲ့ရေခဲတက်တာထဲမှာဘယ်တော့မှစေဝါထမထားပါဘူးလို့ကတိပေးဖို့ညွှန်ကြားလိုက်တယ်ဒီလိုမျှတတယ်ဆိုတဲ့စိစက်မှုကိုကြားရတဲ့အခါဟိုရှောင်ရွှေကသူမတောင်းဆိုချက်ရဲ့အတိတ်ပဲမဲ့မှုကိုလုံးဝမယုံနိုင်တဲ့အကြည့်နဲ့စိုက်ကြည့်နေမိတော့တယ်ဘာပဲဖြစ်ဖြစ်ဈေးကြီးတဲ့စေဝါတွေကိုဖျက်ဆီးပြီးသူမကိုကော်ဖီနဲ့လောင်းခဲ့တာလီနာဖြစ်ပေမဲ့ဒီမှာတော့မန်နေဂျာကရန်စားတဲ့သူဘက်ကနေရက်တီပေးနေတာလေဟိုရှောင်ရွှေကအရန်ဒေါသထွက်လုံးလို့ရေတောင်ရဲကျင်သွားတယ်တက်ပြင်းရှည်ကြီးရှူသွင်းလိုက်ပြီးမျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်ရှံနေရင်သူမရဲ့အတန်ကတုံရင်စွာနဲ့နောက်ဆုံးတော့တောင်းပန်ပါတယ်ဆိုတဲ့စကားလုံးတွေကိုအတင်းအကျပ်ထုတ်ပြောလိုက်ရတယ်အဲ့ဒီနောက်သူမကပျက်စီးသွားတဲ့သူမရဲ့စေဝါတွေကိုကောက်ယူပြီးသူမရဲ့စပွဲစီကိုစုပ်ခွာသွားခဲ့ရတယ်လီနာကတော့သူမထွက်သွားတာကိုမကျေနပ်တဲ့အကြည့်နဲ့စိုက်ကြည့်ချင်ခဲ့တယ်လီနာကဟိုရှောင်ရွှေရဲ့အပြုမှုပေါ်ဆက်လက်တိုင်တန်းနေပြီးလီချင်ကဒါကိုလက်လျှော့လိုက်ဖို့နောက်ဆုံးပြောလိုက်တဲ့အထိရဲထက်ခေါ်မယ်လို့ချင်းချောင်းနေတော့မယ်ဒါပေမဲ့အဲ့ဒီနောက်လီချင်ကလီနာရဲ့ခါကိုတိတ်တဆိတ်ဆွဲလိမ့်လိုက်ပြီးအခုလောလောဆယ်ငြိမ်နေဖို့တီးတိုးပြောလိုက်တာကိုမြင်ရတဲ့အခါသူတို့ရဲ့ပတ်သက်မှုအစစ်မှန်ကိုငါတို့တွေ့လိုက်ရတယ်သူမဘက်ကရက်တီပေးခြင်းအဖြစ်သူမအပေါ်ကြီးမားတဲ့ကျေးဇူးတစ်ခုလုပ်ပေးခဲ့တာကိုတတိပေးပြီးဒီနေ့ညနေခင်းကြရင်ပြန်ပြီးကျေးဇူးဆက်ဖို့အကြံပြုလိုက်တယ်လီနာကသူမရဲ့စပွဲစီကိုပြန်မလျှောက်ခင်မှာနောက်မှစာပို့လိုက်မယ်လို့ကတိပေးရင်သူ့ကိုလူလိန်ကြီးလို့ခေါ်ကနားလည်မှုရှိတဲ့အကြည့်တစ်ခုပေးလိုက်တယ်လီချင်ကသူမထွက်သွားတာကိုကြည့်ရင်အလုတ်ဆင်းမဲ့အချိန်ကိုစတင်ရေတွက်နေတဲ့အချိန်မှာပဲငါတို့ကစပွဲမှာရှိတဲ့ဟိုရှောင်ရွှေစီကိုပြန်လှည့်လိုက်တယ်မတရားမှုရဲ့အလေးပင်ကိုထပ်ပြီးမအောက်နိုင်တော့တာကြောင့်သူမကမျက်နှာကိုလက်မောင်းတွေနဲ့မြုပ်နှံလိုက်ပြီးတိတ်တဆိတ်ရှိုက်ကြီးတင်ငင်ကိုကြွေးတော့တယ်သူမကစက္ကန့်တိုင်းမှာပိုပြီးဝမ်းနည်းလာတယ်လို့ခံစားရပြီးဘလို့ပဲစူးစမ်းပါစေမျက်ရည်တွေကလုံးဝမရက်တတ်နိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်တစ်ခုကသူမရဲ့စိတ်ပြတ်မှုတွေကိုဖျက်တောက်ပြီးဘာဖြစ်လို့လဲလို့မေးလိုက်တာကြောင့်သူမရဲ့မျက်ရည်တွေကိုအမြန်တုပ်လိုက်ရတယ်သူမမောကြည့်လိုက်တဲ့အခါသူမရဲ့ကောင်တာမှာလူငယ်တယောက်ရက်နေတာကိုတွေ့လိုက်ရပြီးသူမကိုစိုးရိမ်တကြီးနဲ့စိုက်ကြည့်နေတာငါတို့မြင်ရတယ်အထိတ်တလန့်ဖြစ်သွားရင်သူမကရှက်အင်ဂျီပေါ်ကကော်ဖီအစွန်းထင်းတွေကိုဖုံးကွယ်ဖို့စူးစမ်းလိုက်ပြီးကန်ဆိုးတာလေးတစ်ခုပါလို့ရှော့ချလိုက်တယ်ဒါပေမဲ့သူမရဲ့တွေ့ရတဲ့လက်မောင်းတွေကဒီအရှုပ်ပွားတွေကိုမဖုံးကွယ်နိုင်တာကြောင့်ဘသူကသူမကိုအနိုင်ကျင့်တာလဲဆိုတာကိုအတိအကျသိချင်တဲ့အတွက်သူကထပ်မိတယ်အဲ့ဒီမှာရက်နေတာအတော်ကြာပြီဖြစ်ပြီးဟိုရှောင်ရွှေပါဝင်နေမှန်းမသိပဲပရိပခရဲ့နောက်ဆုံးအပိုင်းကိုမျက်မြင်ကိုတွေ့ကြည့်ခဲ့ရတာလေသူမရဲ့လက်တလုံးပြိုလဲမှုအကျွင်းကြံတွေကိုမြင်တွေ့ရတဲ့အတွက်သူ့ရင်ထဲမှာလေးလံသွားရင်မျက်မှောင်ကြီးကျယ်ကျုပ်ကသူမကိုစိုက်ကြည့်နေမိတယ်ကောင်တာမှာထိုင်လိုက်ပြီးသူ့ရဲ့တမက်ချက်ကကိုကမ်းပေးလိုက်တယ်ဒါကပုံမှန်တောင်းဆိုချက်တစ်ခုဖြစ်ပေမဲ့သူ့စိတ်ကတော့တခြားနေရာကိုရောက်နေပြီဘန်ကနေထွက်သွားတာနဲ့ဒီကိစ္စကိုတခါတည်းအပြတ်ရှင်းပြမဲ့နီးလန်းတစ်ခုကိုရှာဖွေဖို့သူဆုံးဖြတ်ချက်ချပြီးသားဖြစ်နေပြီဟိုရှောင်ရွှေကသူ့ရဲ့အမောင်ဆုံးအချိန်တုန်းကကူညီခဲ့တာဖြစ်လို့သူမကိုဒီလိုမတရားမှုမျိုးတယောက်တည်းခံစားရအောင်သူလုံးဝခွင့်မပြုနိုင်ပါဘူးသူမကသူဘာလို့ဒီမှာအကောင့်လာဖွင့်တာလဲလို့မေးပြီးသူချင်းငွေရအောင်မန်နေဂျာနဲ့စကားပြောပေးမယ်လို့တောင်ကမ်းလှမ်းခဲ့တယ်သူမကဒီလျှောက်လွှာကိုကိုယ်တိုင်ကင်တွယ်ပေးမယ်လို့ကတိပေးပြီးသူမရဲ့ professor မျက်နှာဖုံးကိုထိမ့်သိမ်းဖို့စူးစမ်းနေတာရှင်းနေတယ်သူမကပြုံးပြီးသူ့ကိုဘယ်တော့မှအတိမပေါက်ဘူးလို့နောက်ပြောင်လိုက်တယ်သူမကိုအားပေးဖို့လာတယ်လို့ထင်နေပုံရတယ်နည်းနည်းလေးပဲဟိုရှောင်ရွှေကတန်တရားရှိနေတုံးပဲဆိုတာကိုငါတို့မြင်ရတဲ့ချီကွန်ကအငင်းပွားဖို့အချိန်မဖြုံးတော့ဘူးအဲ့ဒီအစားသူ့ဖုန်းရဲ့လက်ကျန်ငွေကိုသူမမျက်စိရှိမှပြလိုက်ပြီးဘာလို့သူမကိုလဲရမှလဲလို့မေးလိုက်တယ်သူမကသူသဘောကျအောင်စူးစမ်းနေတဲ့လှပတဲ့မိန်းကလေးတယောက်မဟုတ်တဲ့အတွက်လိန်နေတာကအတိတ်ပဲမရှိဘူးလို့သူကနောက်ပြောင်လိုက်တယ်ဒါပေမဲ့ဟိုရှောင်ရွှေကလုံးဝတုံ့ပြန်မှုမရှိပဲအဲ့ဒီနေရာမှာကြက်တေပြီးရက်နေတယ်သူမကမျက်နှာပြင်ပေါ်ကရှည်လျားတဲ့ကနန်းတန်းကြီးကိုကြောင်တောင်စိုက်ကြည့်နေပြီးအဲ့ဒါကကနန်း10လုံးပါတဲ့ပမာဏတစ်ခုဆိုတာကိုသူမဘာသာတီးတိုးရေရွတ်နေတယ်ပြီးမှသူ့ကိုလုံးဝအံ့ဩမြင်တက်နေတဲ့အကြည့်နဲ့မောကြည့်လိုက်တယ်သူမကစကားထစ်သွားပြီးယွမ်ဘီလီယံနဲ့ချီတဲ့လက်ကျန်ငွေကလိမ္မာပါနဲ့တဲ့ဖိုတိုရှော့တစ်ခုလားလို့မေးလိုက်တယ်ဒါပေမဲ့သူကပြုံးပြီးသူမကိုယ်တိုင်မျက်မြင်ကိုတွေ့စစ်ဆေးနိုင်အောင်ဖုန်းကိုကမ်းပေးလိုက်တယ်သူမရဲ့တွဲလျပြီးဖြူဝင်းတဲ့လက်ချောင်းလေးတွေကဘိုဟန်ဘန်လုပ်ငန်းအပ်ပကိုပို့ဆွဲနေရင်တုံရင်နေတယ်ပြီးတော့လုပ်ငန်းခွင်က
ပညာရှင်တယောက်အနေနဲ့ဒီ interface ကအစစ်အမှန်ဆိုတာကိုသူမှချက်ချင်းသဘောပေါက်လိုက်တယ်အဲ့ဒါကလိမ်လည်ထားတဲ့ website တစ်ခုတေချာပေါက်မဟုတ်ဘူးဆိုလိုတာကချီကွန်ရဲ့အကောင့်ထဲမှာတကယ်ပဲယွမ်ဘီလီယံနဲ့ချီပြီးရှိနေတာအဲ့ဒီပမာဏကပုံပွင့်လင်းလင်းပြောရရင်အရာအလုံးကိုတခဏချင်းမှာပြောင်းလဲသွားစေတယ်